ပြင်မှာအမိတော်ဆိုင်ဆိုင်တို့မှဝေးဖွားခဲ့ပါတယ်ရှင်ဆရာမကြီးသည်အသက်13နှစ်အရွယ်ကပင်စ၍ထိုခေတ်ကထုတ်ဝေသောကလေးဂျာနယ်တိုင်းရင်းမေဂျာနယ်တို့တွင်တရားများစတင်ရေးသားပြီးစာပေနယ်ပယ်သို့ရောက်ရှိခဲ့ပါတယ်ရှင်ဆရာမကြီးသည်1990လိုနှစ်များကစတင်ပြီးလုံချင်းဝတ္ထုများစတင်ရေးသားထုတ်ဝေခဲ့ရာယခုအချိန်ဒီလုံချင်းဝတ္ထု14အောင်ဝတ္ထုတော်ဝတ္ထုစေတရားတော်နှင့်အပြာပုတ်ရည်တရားတော်တို့အားရေးသားခဲ့ပြီးဖြစ်ပါတယ်ရှင်ယခုအချိန်မှာတော့ဆရာမကြီးသည်အမှတ်20တိုင်းအမှတ်365ရန်ရှင်းလန်းရန်ကင်းမြို့နယ်၌နေထိုင်လျက်ရှိပြီးတပ်ဝီလိဂျာနယ်တွင်တောင်းပါများကိုအသက်စဉ်ရေးသားပေးလျက်ရှိပါတယ်ရှင်ဒီနေ့ကျမတို့ရဲ့လူငယ်စာရေးတာမြင့်တီရေးစာပေဟောပြောပွဲမှာဆရာမကြီးဟောပြောပေးမဲ့ခေါင်းစဉ်ကတော့ကျမတို့ရဲ့မိုးကောင်းနေဖြစ်ပါတယ်ရှင်ဆရာမကြီးရှင်ဒီနေ့ဟောပြောပွဲကိုလာရောက်ကြတဲ့စာပေဝါဒနာရှင်များနဲ့စာပေမြတ်တို့လူငယ်များအားဟောပြောပေးပါရန်လေးစားစွာဖိတ်ကြားအပ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်အင်တန်ကြက်တီရှိတဲ့အင်တန်မင်္ဂလာရှိတဲ့အင်တန်အားတက်စရာကောင်းတဲ့စာပေဟောပြောပွဲတစ်ခုကိုခုလိုပြောခွင့်ရတာအင်တန်ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကျွန်မဟောပြောပွဲမစခင်ဟောပြောခြင်းများမစခင်ဥစွာပြောပြရစီဘယ်တော့မှဒီစကားမျိုးခုဟောပြောပွဲတော်တော်များများသွားပြောတဲ့အချိန်မှာကျွန်မမပြောခဲ့ဘူးပါဘူးဘာကြောင့်လဲဆိုတော့ဒီလောက်များပြားလှတဲ့ပရိသတ်ဖြော်ပြပွဲလည်းမဟုတ်တဲ့ဒီလိုပွဲမျိုးမှာစိတ်ပါလက်ပါအားတဲ့သရောရောက်လာကြတဲ့အင်မတန်များပြီးတမျောတခေါ်အထိမြင်နေရတဲ့ပရိသတ်အဲ့ဒီပရိသတ်အားလုံးအပြင်ဒီဟောပြောပွဲကိုဦးစီးကျင်းပတဲ့လူငယ်များရွှေပြည်သာ16ရပ်ကွက်ကလူငယ်များတဲ့ကျမဒီကွင်းနဲ့ဝင်လာတော့ကြည့်လိုက်တော့အင်မတန်ကြက်တည်ရှိတဲ့လူငယ်လေးတွေတွေ့ရတာ哦ရှာအင်းကြီးအဖြူလေးတွေနဲ့ရောလုံကြီးလေးတွေနဲ့မုံမုံကြီးတန်းတန်းစင်စင်ချစ်စရာကောင်းတဲ့လူငယ်လေးတွေရဲ့လှုပ်ရှားမှုကျမတွေ့ရတော့စိတ်ထဲမှာစိတ်ချမ်းသာလိုက်တာကျမဟောပြောပွဲတွေအမျိုးမျိုးကြုံရပါတယ်အခုအချိန်မှာအခုချိန်ဆိုတာအားလုံးပြုပြင်ပြောင်းလဲနေပါပြီလို့ပြောတဲ့အချိန်မှာဟောပြောပွဲတွေအမျိုးမျိုးကြုံခဲ့ရတယ်ဒါကျမပြောရင်းနဲ့ထည့်ပြောသွားပါမယ်အခုဒီမှာတော့အင်မတန်ကြက်တည်ရှိတဲ့အခင်းအကျင်းတာဝန်ရှိပုဂ္ဂိုလ်တွေလည်းစုံစုံညီညီယဟန်တန်ဃာတော်တွေကလည်းအားပေးလို့စာပေစာနယ်ဇင်းအဖွဲ့ကူညီပံ့ပိုးတယ်စောစောကနားထောင်လို့ကြားလိုက်ရပါတယ်ရက်ွက်အုပ်ချုပ်ရေးမှုအစရှိတဲ့တာဝန်ရှိပုဂ္ဂိုလ်တွေကလည်းပံ့ပိုးတယ်အဲ့ဒီတော့လူငယ်တွေတက်ကြွနဲ့လှုပ်ချင်တဲ့စိတ်ဆန္ဒကောင်းမွန်သောစိတ်ဆန္ဒတွေခုလိုအောင်မြင်စီလုံးလုံးဖြစ်တာညီညွတ်ရေးကြောင့်ပါပဲခုနဆရာမောင်သားချိုပြောသွားတယ်လူငယ်ပြီးစွန့်လွတ်စွန့်စားတာဘယ်လိုဆိုတာသူပြောသွားတယ်ကျွန်မနားထောင်ဟုတ်တယ်လူငယ်တွေမှာမှန်တယ်ထင်ရင်စွန့်လွတ်စွန့်စားခြင်းတဲ့စိတ်ရှိပါတယ်လူငယ်တွေစွန့်လွတ်စွန့်စားတာကိုဒီရွှေပြည်သာ16ရပ်ကွက်မှာရှိတဲ့လူကြီးများကပံ့ပိုးလို့မို့အားပေးလို့မို့ကူညီလို့မို့ဒီလိုကောင်းသောဖြစ်ထိုက်သောစာပေဟောပြောပွဲတစ်ခုတတ်ရချိုင်းဝန်းစီကားဖြစ်လာတာဖြစ်ပါတယ်ဒါမဲ့တချို့နေရာကျတော့ဒီလိုမဟုတ်ဘူးရှင်ကျမတို့ခေတ်ဆက်လဲကြော်ဖြတ်ခဲ့ဘူးပါပြီဘယ်ခေတ်မှာပဲဖြစ်လူငယ်ဆိုတာစွန့်လွတ်စွန့်စားကြတာပါပဲလူငယ်တွေကစွန့်လွတ်စွန့်စားလိုက်လူကြီးတွေကထောင်ချလိုက်ဆိုရင်ဒါလည်းမဟုတ်သေးဘူးကျေးဇူးတင်ပါတယ်တန်ဃာတော်များရောတာဝန်ရှိပုဂ္ဂိုလ်များရောစာပေစာနယ်ဇင်းပုဂ္ဂိုလ်များရောရပ်မိရပ်ဖများရော
လူငယ်တွေကိုခုလိုညီညီညွတ်ညွတ်နဲ့ဥဆောင်မှုပေးရင်အင်မတန်ကောင်းမွန်တဲ့စိတ်စေတနာနဲ့လူငယ်တွေရဲ့အခန်းကဏ္ဍပိုးပြီးဖွံ့ဖြိုးလာမှာလူငယ်တွေရဲ့အခန်းကဏ္ဍပိုးဖွံ့ဖြိုးမှခေတ်ကြီးတစ်ခေတ်လဲပို့ပြီးတော့စီပင်လာမှာဖြစ်တယ်ဆိုတာယုံကြည်ကြပြီးသားဖြစ်မှာပါအဲ့ဒါကြောင့်ကျွန်မဒီကိစ္စကိုအနုမောဒနာပြုပြီးတော့ဒီစာပေဟောပြောပွဲဖြစ်မြောက်ရေးအဖွဲ့နဲ့တကွကြွရောက်လာတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်လို့ကျွန်မယင်ထဲကလောကဝတ်ဓမ္မဝတ်စကားမဟုတ်ဘဲလိုက်လဲကျေးဇူးတင်စကားပြောခြင်းဖြစ်ပါတယ်ကျွန်မမောင်လေးဆရာမောင်သားချိုးကတော့ပြောချင်တာပြောပြီးထွက်သွားပြီသူမရှိတော့ဘူးထင်တယ်သူမရှိတော့ပြောကောင်းကောင်းနဲ့ပြောလိုက်အောင်မယ်ဘိုးချုပ်အောင်ဆန်းအကြောင်းရောသူ့သမီးအကြောင်းရောသွဲကဝိုက်ခါရောတဲ့တယ်ရောပေါ့ဒါတွေမကသေးဘူးမင်းကိုနိုင်တောင်းပါလိုက်သေးကျမစိတ်ထဲမှာနားထောင်နေတာသဘောကျရင်မကြောက်တော့ကြောက်တယ်ကြောက်တယ်ဆိုတာကျမနဲ့မဆိုဒီအကြောင်းတွေမပြောဘူးရှင်မောင်လေးမောင်သားချိုပဲဖော်ကောင်းလုပ်သွားတာကျမထောင်နှခါကြာဘူးလေဆိုတာအဲ့တော့ကျမလည်းနည်းနည်းတော့ပြောရမယ်ဒါပေမဲ့သူပြောတဲ့စကားထဲမှာပိဋကတ်တွေကြားလိုက်ပါလိမ့်မယ်ကျွန်တော်မကြီးစန်းစန်းရွယ်သားရောက်ရီရတဲ့ဘာသွားလှုပ်လိုက်လို့လဲမသိဘူးထောင်ထဲရောက်သွားတယ်ဆိုတော့ကျမလည်းအဲ့ဒီဘာသွားလှုပ်လဲဆိုတာကိုရှင်းမလို့ပါပဲဘယ်လိုရှင်းရမှမသိဘူးဖြစ်တကယ်တော့ပြောမယ်ဆိုရင်လွယ်တယ်လွယ်တာကိုခက်အောင်လုပ်ထားတော့လေပြောဖို့ကခက်သွားတာကျမတို့နိုင်ငံတော်သမ္မတကြီးကဗမာနိုင်ငံထဲမှာနိုင်ငံရေးအကျဉ်းသားမရှိဘူးလို့ပြောတယ်ဟုတ်ပြီနိုင်ငံရေးအကျဉ်းသားမရှိဘူးဘာရှိလဲဆိုယုံကြည်ချက်အကျဉ်းသားရှိတယ်ကျမနည်းနည်းမြောက်သွားတယ်နိုင်ငံရေးအကျဉ်းသားမရှိပေမဲ့ယုံကြည်ချက်အကျဉ်းသားဆိုတော့နည်းနည်းမြောက်ချင်စရာပေါ့တော်သေးတာပေါ့အဲ့လိုပြောပြီးမကြသေးပါဘူးသတင်းစာရှင်းလင်းပွဲတစ်ခုမှာဒုတိယဝန်ကြီးတဦးကပြောလိုက်တယ်လွတ်လပ်ရေးပတ်ဝန်းကျင်နဲ့ပြည်ပြောင်စုနေပတ်ဝန်းကျင်မှာတဲ့အဲ့ဒီတဝိုက်မှာအကျဉ်းသားတွေကိုအတုပ်လိုက်ခွဲပြီးလွတ်မှာပါတဲ့ဒါပေမဲ့ကျုပ်တို့နိုင်ငံမှာနိုင်ငံရေးအကျဉ်းသားလည်းမရှိဘူးတဲ့ယုံကြည်ချက်အကျဉ်းသားလည်းမရှိဘူးတဲ့ဟောထိတ်ဆုံးကလူကြီးကယုံကြည်ချက်အကျဉ်းသားရှိတယ်လို့ပြောတယ်အလယ်လက်ကယုံကြည်ချက်အကျဉ်းသားလည်းမရှိဘူးလို့ပြောတယ်ဘာတွေဖြစ်နေတာနော်အဲ့တော့ကျမလည်းစဉ်းစားတယ်အခုမောင်သားချိုပြောသွားတယ်လို့ပေါ့ဘာတွေသွားလို့ထောင်ကြတာလည်းမသိဘူးဆိုတော့ကျမလည်းအဲ့လိုတွေလှုပ်ပြီးတော့ထောင်ထဲရောက်သွားတာလို့ပဲပြောရတော့ဘာမှပြောလို့မရတာပါသူရဲတင်းတင်းပြောသွားတာဒီပွဲမှာသူအတက်ကြွဆုံးနဲ့အထက်တန်ဆုံးဖြစ်နေတယ်ဘာကြောင့်လဲဆိုတော့ပရိသတ်ကသူ့စိတ်ကိုလှုံ့ဆော်ပေးလိုက်တာလို့ထင်တယ်ပြီးနောက်လာလေဦးမယ်ကျမမောင်လေးတယောက်ပါပဲအင်မတန်တဘာကြီးတဲ့ဆရာချီဦးညိုအင်မတန်ပွဲရာပြေပြစ်လေးနဲ့ပြောတတ်ဆိုတတ်တဲ့ဆရာချီဦးညိုအသက်ငယ်လို့သာမောင်လေးလို့ကျမခေါ်ရတာပါတကယ်တော့ကျမသူ့ကိုယူသေးပါတယ်ဘာကြောင့်လဲဆိုတော့သူပြောတတ်ဆိုတတ်တယ်လို့ကျမအဲ့လိုလူရင်းရအောင်မပြောတတ်ဘူးရှင်အဲ့ဒီအကြောင်းလေးလဲကျမကြုံရင်ပြောသွားအောင်မယ်ကြုံတဲ့အထက်မှာထည့်ပြောသွားအောင်သူတို့နဲ့အတူကျမသွားခဲ့ဘူးပေါင်းများပါပြီဒီနှစ်ထဲမှာပေါ့နော်4-5-6ပွဲလောက်ရှိလိမ့်မယ်ထင်ပါတယ်ဒီနေ့ဒီရွှေပြည်သာ16ရပ်ကွက်မှာကျင်းပတဲ့ဟောပြောပွဲမှာလောက်ဆရာမောင်သားချိုတက်ကြွထက်တန်စွာနဲ့အားပါရဟောတာပြောတာမကြားမိဘူးတကယ်လို့များစာပေအကယ်ဒမီသာချင်းမြင်မယ်ဆိုရင်ဟောပြောပွဲအကယ်ဒမီသာချင်းမြင်မယ်ဆိုရင်မောင်သားချိုရမှာပဲဒီနေ့ဟုတ်တယ်နော်အမှုရာရောဟန်ပန်ရောလေးယူလေးသိန်းရောအင်မတန်တော်တာငိုရမယ်အကြောင်းကိုပြောရင်သူငိုတော့ငိုသွားမလားမသိပါဘူးကျမမနေ့ကတနေ့ကပေါ့နော်တနေ့ကကရင်ပြည်နယ်ဖအံမှာသွားပြီးဟောပြောခဲ့ပါတယ်ဖအံမှာဆိုတော့2ရက်တိုင်ကျင်းပတဲ့ပွဲပေါ့ကျမပြောရမယ်နေ့မှာကျမနဲ့အတူ
လူငယ်စာရေးဆရာဖြစ်တဲ့လင်းတိုင်ညွန့်မြမမြေဆိုတဲ့ကလေးပါတယ်နောက်တစ်ယောက်ကဆရာဆောင်းဝက်လက်ပါပါတယ်ကျမတို့သွားကြရတော့အဲ့ဒီမှာအမှတ်တရလေးအရင်ဆုံးပြောတာပါဖထိုးအောင်ဆန်းဆိုတဲ့ပုဂ္ဂိုလ်လွန်ခဲ့တဲ့5-6နှစ်ကငញ្ញာရေးယူပြီးတော့သူ့ဟာသူမွေးမြူရေးနဲ့စိုက်ပျိုးရေးလောက်ကင်စားတောင်းနေတဲ့ဖထိုးအောင်ဆန်းဆိုတဲ့ပုဂ္ဂိုလ်ကအခုစာရီပါကြီးလည်းနည်းနည်းပါးပါးရေးနေပါတယ်သူ့ရဲ့အတွေ့အကြုံတွေပေါ့နိဘဝအတွေ့အကြုံတွေသူရေးနေတယ်အဲ့ဒီဖထိုးအောင်ဆန်းနဲ့ကျမတွေ့ခဲ့တယ်ဆိုတာကျမတို့ကတက်ခုကမ်းမှာနေတာသူကလာတွေ့ဘာကြောင့်လဲဆိုတော့ကျမ biography ကိုသူတို့ကကြော်ညာဘုတ်တွေမှာလိုက်ကတ်ထားတာဦးအဲ့ဒါကိုတွေ့ပြီးတော့တဲ့စကားပြောချင်လို့လာတာတဲ့ဆိုပြီးတော့လာတွေ့တယ်လာတွေ့တဲ့အခါကျတော့သူနဲ့ကျမသဘောထားချင်းတူတာလေးတွေလည်းရှိတာပေါ့လေသူကဘာပြောလဲဆိုတော့ကျမတို့အဲ့ဒီနေ့ကပြောရတဲ့နေ့က12ရက်နေ့ပေါ့ပြည်တော်စုနေ့ကတော့ဖန်အောင်မှာတတ်ကျင်းပနေတာရှိတယ်တဲ့ဒါမနေ့ကဆိုရင်ဘိုးကျုံအောင်ဆန်းမွေးနေกว่าတဲ့ဘိုးကျုံအောင်ဆန်းမွေးနေတော့ဘာမှမလုပ်ဘူးလားမသိဘူးနော်တဲ့သူကအဲ့လိုပြောတယ်ဒါဖထိုးအောင်ဆန်းကပြောတာအဲ့တော့ကျမလည်းမသိဘူးလို့မနေ့ကဆိုရင်တော့ကျမပြန်มาဆိုရန်ကုန်ရောက်ရင် TV တွေပါလေးကြည့်လိုက်အောင်မယ်လို့အဲ့လိုပြောတယ်အေးกว่าတဲ့လူတွေလည်းနည်းနည်းမေ့လောက်နေပြီတဲ့ငါ့ဟိုတောင်မှာတဲ့သူကသူ့ကိုယ်သူဖာတီလို့ပြောပါတယ်အသက်က82နှစ်ရှိပါပြီကျမတဲ့4နှစ်ပဲကြီးပါတယ်ဒါပေမဲ့သူကဖာတီလို့ပြောပါတယ်ဖာတီကိုတောင်မှာတဲ့ဖထိုးအောင်ဆန်းဆိုတော့တဲ့လူတချို့ကလေတဲ့ဘိုးကျော်အောင်ဆန်းရဲ့သားလားလို့မေးတယ်တဲ့အဲ့လိုပြောတယ်မသိကြဘူးတဲ့ဘိုးကျော်အောင်ဆန်းအကြောင်းလဲအခုမှပြန်ပြီးစာရေးဆရာတွေကဟောကြပြောကြစာနယ်ဇင်းတွေမှာရေးကြသားကြလို့လူတွေတော်တော်သိပုံရတာတဲ့မေ့တောင်မေ့လောက်နေပြီထင်တယ်တဲ့သူကအဲ့လိုပြောကျမအဲ့ဒါနဲ့ပဲသူနဲ့စကားဖြတ်ပေါ့လေတခြားဟာတွေပြောတာတော့ထားတော့ပေါ့ရန်ကုန်ပြန်ရောက်လာအောင်ရန်ကုန်ပြန်ရောက်လာတော့မနေ့ကဘိုးကျော်အောင်ဆန်းမွေးနေ့73ရက်နေ့ကျမညနေ3နာရီခွဲ4နာရီလောက်ပြန်ရောက်လာတော့ညဘက်မှာ TV ရှေ့မှာထိုင် MRTV ကြည့်တယ်ဘိုးကျော်အောင်ဆန်းမွေးနေ့နဲ့ပတ်သက်လို့ဘာများအစီအစဉ်ထူးများလာမလဲပေါ့လေဘာကြောင့်လဲဆိုတော့ပြုပြင်ပြောင်းလဲနေတဲ့ခုလိုအချိန်ခါသမယာကြီးမှာကျမတို့ရဲ့လွတ်လပ်ရေးဖခင်တက်မတော်ရဲ့ဖခင်ဘိုးကျော်အောင်ဆန်းနဲ့ပတ်သက်လို့တော့သူ့မွေးနေ့မှာနည်းနည်းပါးပါးပြန်လဲဖော်ထုတ်မယ်လို့စိတ်ထဲကမဝင့်မရဲမျောလင့်မိလို့ပါတကယ်လို့များ TV အစီအစဉ်တစ်ခုခုမှလာတယ်ဆိုရင်ဖအံမှာရှိတဲ့အဲ့ဒီဖတီဖထိုးအောင်ဆန်းကိုလှမ်းပြီးဖုန်းဆက်မှာဘက် channel ကတော့လာနေတယ်ဖတီကြီးကြည့်လိုက်လို့ပြောမလို့ပါဒါပေမဲ့ကျမရှာကြည့်တယ်မတွေ့ဘူး MRTV ဖုန်းရှာကြည့်မတွေ့ MRTV မတွေ့ဒါနဲ့ Skynet ကို channel ရှာကိုရွှေ့ကြည့်တော့မေးတယ်ဗာကြည့်တာလဲငါဗတ်သေးတစ်ခုလာမလားလို့ကြည့်တာကွာလို့ကျမသားသမီးတွေကိုပြန်ပြောတော့မေးလာနေတယ်လေးတဲ့ဗတ်သေးတစ်ခုတဲ့ဘယ် channel ကိုကြည့်လိုက်ဆိုတော့ကျမအဲ့ဒီကိုရွှေ့ကြည့်လိုက်တယ်ကြည့်လိုက်တော့လာပါတယ်မေဆွေရဲ့ဗတ်သေးပါ live ကိုလွှင့်နေတာအဲ့တော့ကျမမြီးလေးကမြီးအကြီးမဟုတ်ပါဘူးမြီး2ယောက်ရှိပါတယ်မြီးအငယ်မကဒီနှစ်တန်းဖြေရမှာပါသူကဘာပြောလဲဆိုတော့ဖွားကြီးတဲ့ဖေဖော်ဝါရီ23ကမေဆွေမွေးနေ့နော်တဲ့အဲ့လိုပြောပါတယ်အဲ့တော့ကျမဖြစ်စေချင်တာပါဘိုးကျော်အောင်ဆန်းမွေးနေ့ရဲ့လို့တခုခုလေးတော့ဖြစ်စေချင်တာပေါ့လေဒါပေမဲ့ဖြစ်တဲ့နေရာတွေဖြစ်တယ်ရှင်ကျမတို့ရန်ကင်းပါလေလူငယ်တွေဒီကလူငယ်တွေလိုပဲအင်မတန်ချစ်စရာကောင်းတဲ့အင်မတန်လေးစားစရာကောင်းတဲ့လူငယ်တွေဘာအဖွဲ့အစည်းမှမဟုတ်ဘူးအဲ့ဒီလူငယ်တွေကစုပြီးတော့လမ်းပေါ်မှာစတုရိတာစပွဲပေါ်မှာကျွေးတယ်ဘာကျွေးလဲဆိုတော့ဒီနေ့ဟာဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ဖြစ်လို့တဲ့ဗိုလ်ချုပ်အနှစ်သက်ဆုံးတောင်းတခဲ့တဲ့ပဲပြုတ်နဲ့နံပြားကိုပလတ်စတစ်အိတ်ကလေးနဲ့ထုတ်ထားပါတယ်တဲ့ကြိုက်တဲ့လောက်ယူစားကြပါအဲ့လိုကျမတို့အင်တာနက်မှာတင်ထားပါတယ်ရှာကြည့်ရင်တွေ့ပါလိမ့်မယ်ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာရန်ကုန်တိုင်းဒေသကြီးရန်ကင်းမြို့နယ်က9ရပ်ကွက်ကပဲပြုတ်နဲ့နံပြားစတုဒီတာကျွေးပါတယ်အဲ့ဒါလိုလေးပေါ့လေတခုခုအမှတ်တရလေးဖြစ်စေချင်ပါတယ်ဒါတွေကိုလူငယ်တွေလုံးမှဖြစ်မှာပါဒီအချိန်မှာတက်ကြွတဲ့လူငယ်တွေစွန့်လွတ်စွန့်စားတဲ့လူငယ်တွေစွန့်လွတ်တယ်ဆိုတာလူငယ်မှာစွန့်လွတ်เสียဘာရှိမလို့သူတို့အိတ်ထဲကမုံဘိုးကုံသွားတာပဲရှိမှာပေါ့
မိဘကိုပူစားပြီးမရမကမုံဘိုးတောင်းပြီးတော့သူတို့တစ်ခုခုလောက်တာပဲရှိမှာပေါ့အဲ့ဒီတောင်းရတဲ့ငွေလေးတွေဒါမှမဟုတ်လူငယ်တွေအလုတ်လုတ်လို့သူတို့ရတဲ့လောက်ခလာစာလေးတွေကချိုးချိုးချမ်းချမ်းချွေချွေတာတာစုဆောင်းပြီးတော့ခုလိုကောင်းမှုလေးတွေကောင်းတဲ့ကိစ္စလေးလောက်တာပဲရှိမှာပေါ့ခုလိုပြုပြင်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာတော့လူငယ်တွေအဲ့ဒါလောက်စွန့်လွတ်လို့အဲ့ဒါလောက်ကောင်းတာလုပ်လို့ထောင်ကြမဲ့အခြေအနေမျိုးမရှိတော့ပါဘူးလို့ကျွန်မထင်ပါတယ်ထင်တာပါဘာကြောင့်လဲဆိုတော့ကျွန်မလည်းခုရက်ပိုင်းမှာအတွေ့အကြုံကနည်းနည်းများတယ်မနေ့ကဆိုရင်ကျွန်မမနေ့9 နာရီမွန်ပြည်နယ်တန်ပြူစရက်ကိုသွားရပါမယ်ဟောပြောပွဲပါမွန်ပြည်နယ်ကကရင်ပြည်နယ်ကရှမ်းပြည်နယ်ကပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးအစရှိသဖြင့်ခေါ်ပြောပွဲတွေအများကြီးဖြစ်တယ်ကျမတို့ရေးပေါ်ရေးဘက်တွေဆရာချီဦးညို့လို့ဆိုလက်တောင်မလဲဘူးပြည်နယ်မျိုးစုံနော်တိုင်းဒေသကြီးမျိုးစုံသူတို့သွားလာခဲ့တာအဲ့ဒါလောက်ခေါ်ပြောပွဲတွေချင်းချင်းတဲတဲလှုပ်လို့မို့အဲ့ဒီခေါ်ပြောပွဲတွေကလည်းဒီလူငယ်တွေရဲ့စရိတ်တမြင့်တင်ရေးတော်၎င်းလူကြီးတွေရဲ့အတွေ့အခေါ်ပြုပြင်ပြောင်းလဲဖို့တော်၎င်းတစ်ခုခုကိုဥတည်ပြီးကောင်းသောရည်ရွယ်ချက်နဲ့ကောင်းသောစကားတွေပဲပြောကြတဲ့စာရေးဆရာများကြီးဖြစ်ပါတယ်အင်မတန်ငယ်ရွယ်တဲ့မနေ့ကကျမတို့အတူတူဖတ်အမှာဟောခဲ့တဲ့ဆရာလင်းတိုက်ညွန့်တို့လိုကလေးတွေ26နှစ်ပဲရှိပါသေးတယ်ဆရာအယိုးစာရေးတယ်တချင်းဆိုတဲ့အယိုးကစာရေးတယ်သူရေးတဲ့စာလေးတွေကျမကြိုက်တယ်ကျမသူ့လိုမရေးတတ်လို့အဲ့ဒီကလေးကလည်း23နှစ်အဲ့ဒီလူငယ်လေးတွေတောင်မှပြုပြင်ပြောင်းလဲဖို့စကားတွေပဲသူတို့ပြောတယ်တချင်းဆိုတဲ့နေရာမှာတဲ့အယိုးကစင်မော်တက်ပြီးတော့ပြန်ဆင်းလာတော့ကျမကိုပြောတယ်အန်တီရဲ့တဲ့တချင်းဒီစင်မြင့်မော်တက်လိုက်ရင်တဲ့ကျွန်တော်တဲ့ဟိုမြောက်မီးခဲကင်မိတယ်လို့လှုပ်ဖြစ်ချင်လာတယ်တဲ့ငိမ့်ကိုမနေနိုင်ဘူးတဲ့စာပေဟောပြောရဲမို့လို့မနဲ့စိတ်ကိုထိမ့်ပြီးတော့အတင်းငိန်ထားရတယ်တဲ့အဲ့လိုပြောတယ်အဲ့စာပေဟောပြောရဲမှာစာပေနဲ့လိုက်လျောညီတွေဖြစ်တဲ့သူ့ရဲ့အတွေးခေါ်လေးတွေတငယ်ချင်းအရွယ်လူငယ်လေးတွေစဉ်းစားတွေးခေါ်တဲ့နေရာမှာ तू ပဲလို့တွေးခေါ်တယ်အဲ့လိုတွေးခေါ်ရင်တငယ်ချင်းတို့သဘောတူကြမလားဆိုတဲ့အကြောင်းမျိုးလေးတွေ तू ပြောတာကျမတို့သိနာထောင်ကောင်းတာပဲလူငယ်လေးတွေတောင်အဲ့လိုပြောကြတာကျမတို့လိုအသက်ရွယ်ကြတဲ့လူကြီးတွေဆရာချီဦးညိုတို့ဆရာမောင်သားချိုတို့လိုဘွာရင်တပါရင်စာရေးဆရာတွေမဟုတ်တန်းတရားတွေပြောရမယ်အချိန်ခါလည်းမဟုတ်ပါဘူးကျမတို့လိုခုလိုပြုပြင်ပြောင်းလဲနေတဲ့ကာလမှာအဲ့ဒီပြုပြင်ပြောင်းလဲမှုတွေအတွက်တရက်တာပါဝင်ပံ့ပိုးဖို့စိတ်ဆန္ဒတွေပဲရှိကြပါတယ်အဲ့ဒါကြောင့်ကျမတို့စာပေဟောပြောပွဲတွေကိုဒီလောက်လိုက်ပြောနေတာပါအရင်တော့ကပြောခွင့်မရလို့မပြောခဲ့ရတဲ့စကားတွေပြောတင်ပါလျက်နဲ့မပြောရတဲ့စကားတွေအခုချိန်မှာပြောခွင့်ရလာပြီလို့ယုံကြည်လို့မို့ကျမတို့လိုက်ပြီးတော့ပြောတာပါဒါပေမဲ့လို့တခုသောတိုင်းဒေသကြီးမှာစာပေဟောပြောပွဲတွေလုံးဝလက်မခံဘူးဆိုတာလဲကြိုတင်ပြီးတော့အမိန့်ထုတ်ထားတာမဟုတ်ဘူးဒီတိုင်းဒေသကြီးမှာစာပေဟောပြောပွဲမလုပ်ရလို့ပြောတာမဟုတ်ဘူးစာပေဟောပြောပွဲကျင်းပမယ်ဝါသနာရှင်တွေကစီစဉ်ပြီးအစအရာပြီးလို့ဟုတ်ပြီလုတ်ခွင့်ရပါပြီပါမစ်ရပြီလားဆိုပါမစ်ကတော့ဘယ်ပေးမလဲဒါပေမဲ့ကျွန်တော်တို့တက်ဆိုင်ရာမြို့နယ်တာဝန်ရှိပုဂ္ဂိုလ်တွေကလုတ်ပါလို့ပြောတယ်သူတို့လည်းစာပေဝါသနာပါတယ်အဲ့ဒါကြောင့်လုတ်ပါတခြားမှလည်းလုတ်နေတာပဲဒါကြောင့်လုတ်ရမှာပါလို့ပြောအေးသေချာပြီလားသေချာပြီကဲသေချာရင်တော့လုတ်ဆိုသူတို့ပြင်ဆင်ကြတယ်ပြင်ဆင်ပြီးတော့ကျမတို့တွေကိုခေါ်တယ်ခေါ်လို့သွားကြတယ်ဟိုရောက်တော့မှခေါ်ပြောခွင့်မရှိဘူးခေါ်ပြောပွဲမလုပ်ရဘူးလို့တားလို့ပြန်လာကြရတာမျိုးရှိပါတယ်အဲ့ဒါတော်တော်များတဲ့စာရေးဆရာတွေတော်တော်များများအဲ့လိုဖြစ်ပါတယ်အဲ့ဒါတနေရာမှာပါအဲ့တော့တစ်ခါစဉ်းစားမိတယ်ကောင်းသောပြုပြင်ပြောင်းလဲမှုအတွက်တကယ်လှုပ်ချင်နေပေမဲ့အဲ့ဒါကိုနည်းနည်းများစိုးရိမ်နေတဲ့လူတွေသို့မဟုတ်မလိုလားတဲ့သဘောထားတွေရှိနေသေးသလားလို့ကျမစိတ်ထဲမှာပါအဲ့ဒါလို့စဉ်းစားမိလို့ကျမလည်းမယုံမရဲနဲ့ပြောရတာပါခုလိုစာပေဟောပြောပွဲတွေ
တတ်တရရဖြစ်လာပြီဆိုရင်တော်တော်စိတ်ချမ်းသာဖို့ကောင်းပါတယ်ကျမဒီခုဟောပြောပွဲမှာပြောမယ်လို့ပေးထားတဲ့ခေါင်းစဉ်ကိုကကျမတို့ရဲ့မိုးကောင်းကင်လို့ပေးထားပါတယ်ကျမတို့ရဲ့မိုးကောင်းကင်ဆိုတဲ့ခေါင်းစဉ်နဲ့ပဲကျမနေရာတိုင်းမှာပြောတယ်ဘာကြောင့်လဲဆိုတော့မိုးကောင်းကင်အောက်မှာနေကြတဲ့ကျမတို့လူသားတွေဟာပြဿနာအမျိုးမျိုးအကြောင်းအမျိုးမျိုးအထွေထွေရှိကြတယ်တနေရာနဲ့တနေရာမတူကြဘူးတလွာနဲ့တလွာမတူကြပါဘူးအဲ့ဒီအကြောင်းလေးတွေပြောခြင်းလို့အဲ့ဒီခေါင်းစဉ်ကိုပေးပြီးကျမပြောတယ်အကြောင်းအရာကတော့ကွဲပြားပါလိမ့်မယ်ဘာဆိုပြောစရာရှိတာကိုရိုးရိုးရှင်းရှင်းပြောခြင်းပေမဲ့လှပတဲ့လာဝန်းလေးတစ်ခုပုံကိုဆွဲခြင်းဘေးမှာအနဲ့ရောင်အနာတက်ကလေးတော့လှုပ်ပေးရရှိတ်တင်းလေးပေါ့အဲ့ဒါမှလာဝန်းလေးရဲ့ပုံပေါ်လာမှာ ਉ အဲ့ဒီလိုပါပဲလှပတဲ့ကောင်းမွန်တဲ့အကြောင်းအရာတွေကိုပြောနေရင်းနဲ့အနဲ့ရောင်ရှိတ်တင်းလေးလည်းပါခြင်းပါမှာပေါ့လေအဲ့ဒါလေးတော့သိခံပေးကြပါလို့ပြောချင်ပါတယ်ကျမထောင်နှခါတောင်ကြတယ်ဆိုတော့နည်းနည်းမိုက်တဲ့စိတ်ကလည်းပါပါတယ်အခုထိသက်60ကျော်တော်တော်ကျော်လာတောင်မှမိုက်တဲ့စိတ်ကမကုန်ဘူးကျမမိုက်တယ်ဆိုတာတစ်ချိန်လုံးကကိုမိုက်မှန်းမသိဘူးဆရာတော်ရာဆိုရကျမကိုလူမိုက်လို့ပြောလို့ကျမကလူမိုက်လို့ကိုယုံသွားတာအဲ့ဒီကစားပြီးမိုက်တာထောင်ကြရောဆရာတော်ရာဆိုရင်လည်းအဲ့ဒီကိုရင်းမှာသူဝနာဟောပြောပွဲတစ်ခုမှာကျမတို့ပြောဘူးတယ်ဆရာတော်ရာဆိုရအရင်စပြီးစင်မော်တက်တော့ပြောတယ်ကျွန်တော်တဲ့ဒီဟောပြောပွဲမှာပြောနေစာရေးဆရာ2ယောက်ရှိတယ်တဲ့2ယောက်စလုံးကလူမိုက်ပြတယ်ကျွန်တော်တော်ရာဆိုရပေါင်းနေသားတဲ့ဟိုမှာထိုင်းနေတဲ့စန်းစန်းနဲ့တာယာဝတီဆိုတာတာယာဝတီသားတဲ့ပေါင်းနေသားတို့တာယာဝတီသားတို့ဆိုတာဘလောက်များမိုက်တယ်လဲဆိုရင်တဲ့ဆရာတော်များကြော့ပါတယ်ဗျာဖះရှင်လက်ထက်ကတဲ့မြတ်စွာဘုရားရှင်ရဲ့အက္ခတာဝကကြီးဖြစ်တဲ့ရှင်မဟာမောက္ကလံကိုဝိုင်းရိုက်တဲ့ခိုးသား900ထဲမှာတဲ့ပေါင်းနေသားက250တာယာဝတီသား250ပါတယ်လက်ခုပ်မတီးပါနဲ့ကျမအဲ့ဒီလူပြောတာလဲကြားလိုက်ရအောင်ငါလူမိုက်ပါလားဆိုကိုကိုလူမိုက်ထင်ပြီးတော့တုံးတိုက်ကြားကြိုက်လှုပ်လိုက်တာထောင်ထဲကိုတစ်ခါပြီးတစ်ခါရောက်စေကြောကြီးဆိုတာအခါပေါင်းမရည်တွက်နိုင်တော့အဲ့လိုကိုဖြစ်သွားတယ်အဲ့တော့နည်းနည်းတော့ပြောကြပါတယ်ကျမဘယ်လိုဖြစ်တယ်လဲဆိုတော့ဟိုလွန်ခဲ့တဲ့1962ခုနှစ်ကကျမတင်တန်းတစ်ခုတက်ရတယ်ကျမအသက်19နှစ်ရွယ်လောက်ကပေါ့သတင်းတောက်တင်တန်းတက်ပါတယ်ဗမာနိုင်ငံမှာပထမဆုံးစဖွင့်တဲ့သတင်းတောက်ရက်တိုတင်တန်းဆိုတာအဲ့ဒီတင်တန်းကိုကျမတက်တော့ရက်တိုတင်တန်းဆိုပေမဲ့သတင်းစာဆရာကြီးများပညာရှင်များကမနေ့9နာရီညနေ9နာရီအထိတနေ့လုံးလက်ချာတွေကိုအသေးစိတ်သေချာသင်ပေးပါတယ်အဲ့ဒီမှာဘာပြောလဲလို့ဆိုတော့သတင်းစာဆရာကြီးတယောက်ကတခုပြောပြတယ်နိုင်ငံခြားအင်္ဂလန်နိုင်ငံမှာရှိတဲ့သတင်းစာဆရာတယောက်အကြောင်းသူပြောမယ်တဲ့ဆိုပြောပြတယ်အင်္ဂလန်နိုင်ငံမှာရှိတဲ့သတင်းစာဆရာတယောက်ကအခမ်းပွဲတစ်ခုတက်ခွင့်ရတယ်ဖိတ်စာရလို့ဘယ်လိုအခမ်းပွဲလဲဆိုတော့ Elizabeth ဘုရင်မကြီးနန်းတက်တဲ့အောင်ပွဲအခမ်းပွဲညစာစားပွဲအဲ့ဒီကိုတက်ခွင့်ရတယ်အဲ့ကြောင့်သူသွားတက် Elizabeth ဘုရင်မဆိုအခုတက်ရှိထင်ရှားရှိနေသေးတဲ့ Elizabeth the second ပေါ့အခုဒုတိယမြောက် Elizabeth ဘုရင်မကြီးကိုဆိုလိုတာပါအဲ့ဒီချိန်တုန်းကနန်းတက်ဆတုန်းက Elizabeth ဘုရင်မကြီးကအရွယ်ကောင်းမှာအင်ပတန်ချောမောလှပကြက်တည်ရှိတဲ့အရွယ်ပါအဲ့တော့ तू ကအဲ့ဒီညစာစားပွဲမှာဂါဝင်ကဒူးအထက်2လက်မလောက်တူတဲ့ဂါဝင်လေးနဲ့ဝစ်ပြီးတော့လာတယ်အဲ့တော့သတင်းစာဆရာကြီးကသူ့ဘုရင်မကြီးကိုကြည့်ပြီးတော့စိတ်ထဲမှာနည်းနည်းစိတ်မချမ်းမသာဖြစ်သွားတယ်အဲ့ဒီခေတ်ကပေါ့လေခုခေတ်ဆိုရင်တော့လည်းပဲဒူးအထက်2လက်မမပြောနဲ့တော့ဘာမှတောင်မပါတော့ဘူးဟို moral show တွေဘာတွေမှာအမှတ်တမဲ့ TV channel တွေများဖွင့်လိုက်ရပြီဆိုလို့ရှိရင်အင်မတန်အသားပေးပြီးတော့ပြနေတာနော်တခြားဟာတွေဒါမပြရှရမယ် fashion show တို့ဒီဇိုင်နာတွေကဘယ်သူဘယ်ဝါစသဖြင့်ပေါ့ဒီဇိုင်နာတွေဆိုတာလဲပညာရှင်တွေကိုဖြစ်လို့ပညာရှင်ဘလူပါပညာရှင်ဘယ်ဝါပါဆိုပညာရှင်တွေရှင်ကြီးတွေကြည့်လိုက်တော့ယောက်ျားလည်းမဟုတ်မိန်းမလည်းမဟုတ်နော်
အဲ့ဒါလေးတွေနဲ့အဲ့ရှိုးပွဲတွေမှာဆိုရင်ဟာအဝတ်ပါမပါဘူးမနဲ့ကြည့်ရပါတယ်ပြီးမှာပါအားလုံးအဲ့ဒီခေတ်ကတော့မဟုတ်ဘူးအဲ့ဒီသတင်းစာဆရာကြီးကဘယင်မာကြီးရဲ့ဂါဝင်ဒုထက်2လက်မလောက်တိုးနေတာလေးကိုတောင်းမှသူ့စိတ်ထဲမှာအင်္ဂလန်နိုင်ငံရဲ့အုပ်ဆောင်ဘယင်မာကြီးအနေနဲ့ဒီလိုဂါဝင်မျိုးဝတ်တာသူစိတ်မချမ်းသာဘူးတဲ့ဘာကြောင့်လဲဆိုတော့အင်္ဂလိပ်လူမျိုးတွေရဲ့ဒလေထုံးစံအရဒူးလေးတစ်ဖက်ကိုညှွတ်ပြီးတော့လက်ကလေးကမ်းပေးပြီးတော့နှုတ်ဆက်လိုက်တဲ့အခါမှာဒူးလေးညှွတ်လိုက်ရင်သူ့စိတ်ထဲမှာဘယင်မာကြီးရဲ့ပုံစံကိုကြည့်ပြီးစိတ်မချမ်းသာဖြစ်တယ်တဲ့တော်တော်ရိုးတဲ့သတင်းစာဆရာပါအဲ့ဒီသတင်းအဲ့လိုဖြစ်ပြီးတော့သူစိတ်ထဲမှာအဲ့လိုခံစားရင်နောက်တစ်နေ့သတင်းစာထုတ်တဲ့အခါကျတော့သတင်းစာခေါင်းကြီးမှာသူကရေးလိုက်တယ်အဲလီဇဘက်ဘယင်မာကြီးဟာတဲ့ဒုအထက်2လက်မတိုးတဲ့ဂါဝင်မျိုးကိုဘယ်တော့မှမဝတ်တော့ဘူးလို့ဆုံးဖြတ်လိုက်ပါကြောင်းသူသိရတယ်ဆိုပြီးသူရေးလိုက်တယ်တကယ်တော့အဲလီဇဘက်ဘယင်မာကြီးကဘာမှမပြောဘူးမပြောဘဲနဲ့သူကသိလိုက်တယ်လို့ရေးတာအဲလီဇဘက်ဘယင်မာကြီးကအဲ့ဒီသတင်းကိုဖတ်တယ်ဟာဒီသတင်းစာကိုတရားစွဲမယ်9ညနဲ့ထောင်ထဲထည့်မယ်မလုပ်ဘူးဖတ်ပြီးတော့သူကအိုးငါဒူးဂါဝင်ခတ်တူတူလေးဝတ်သွားတာနည်းနည်းကြည့်မကောင်းရှုမကောင်းဟလာတော်ဝင်အိန္ဒြေကိုနည်းနည်းများပြက်ပြားစေရောသလားမသိဘူးဒီသတင်းစာဆရာကဒီလိုရေးလိုက်တယ်ဆိုတော့နောက်တော့ဂါဝင်တို့မဝတ်ဖဲနေတော့မှာပဲလို့သူစဉ်းစားမိဟန်တူပါတယ်ဘာမှလည်းမဖြေရှင်းမဲ့နဲ့အဲလီဇဘက်ဘယင်မာကြီးကအဲ့ဒီချိန်ကစပြီးဂါဝင်တို့မဝတ်တော့ပါဘူးတဲ့အဲ့ဒါသူတို့စီမှာမှတ်တမ်းရှိပါတယ်အဲ့ဒါကျမတို့သင်တန်းမှာသင်ခဲ့ရတဲ့အကြောင်းလေးပါအဲ့ဒါလေးကိုကျမစဉ်းစားမိတဲ့အခါကျတော့ကျမစကားပြောရင်ပဲဖြစ်ဖြစ်စာရေးရင်ပဲဖြစ်ဖြစ်အဲ့လိုပြောမယ်လို့ပဲစဉ်းစားတယ်မတော်မတက်တွေးလို့ရှင်သူဒီလောက်တော့မှမဟုတ်ပါဘူးလို့ပြောလိုက်မှာပဲအဲ့လိုပြောလိုက်လို့ဘယင်မာကြီးလို့ပေါ့နော်ကောင်းတာပြောတာပဲလက်ခံရမှာပဲလို့ပြင်လိုက်ရင်တော့ကောင်းတာပေါ့မပြင်တော့လဲကံတရားပေါ့မပြင်တာတွေလဲရှိမှာပါရှိနေတာပါခုနကလို့ပေါ့ကျမတို့ဟာပြုပြင်ပြောင်းလဲနေတဲ့အချိန်ကြီးမှာပဲမပြုပြင်မပြောင်းလဲသေးတဲ့နေရာတွေရှိသလိုပဲတကယ်ပြုပြင်ပြောင်းလဲမှုနဲ့အမိလိုက်ပြီးအခုလို့16ရက်ွက်လို့တက်ကြွနဲ့အစင်ပြေပြေနဲ့ဖွံ့ဖြိုးနေတဲ့နေရာတွေလည်းရှိမှာပါအဲ့တော့ကျမပြောချင်တဲ့အကြောင်းလေးကိုအရင်ဆုံးပြောပါမယ်ကျမတို့မိုးကောင်းကင်ဆိုတော့ကျမတို့နိုင်ငံသူနိုင်ငံသားတွေဟာကျမတို့မိုးကောင်းကင်ကိုအရေးအရာလုပ်ပြီးဘယ်တော့မှကြည်လေကြည်တာမရှိပါဘူးနေကြပြီဟေးဆိုတဲ့သတင်းကြားမယ်လက်ကြက်တယ်ဟေးဆိုတဲ့သတင်းကြားမယ်ဟာလက်ကိုကျဲကဖောက်လို့တိုင်းပြည်များပြတ်တော်မလားဆိုတဲ့သတင်းမျိုးကြားမယ်ဆိုရင်တော့ဒါတအံ့တော်လှမ်းကြည့်မယ်ဒီလောက်ပါပဲဒါမှမဟုတ်တစားမုံလာပြည့်နေမှာကျန်တဲ့ခတ်စုံလို့မို့မဲဇလီဘူးတော့စားရမှာပဲဆိုပြီးတော့နှက်ခတ်စုံမလားလို့မော့ကြည့်တာရှိကောင်းရှိနေဒီလောက်ပဲဘယ်တော့မှအမြဲတမ်းကောင်းငင်ကိုမော့ကြည့်ပြတာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျမတို့နိုင်ငံသူနိုင်ငံသားတွေဟာမြေကြီးကိုပဲခေါင်းငုံထားပြီးတော့မြေကြီးကိုပဲငုံကြည့်ပြီးတော့သွားလာလှုပ်ရှားနေရတာ哦စာဝတ်နေရေးအတွက်လူမှုရေးတွေအတွက်မြေကြီးကိုပဲငုံကြည့်ပြီးသွားလာကြံစီတွေးတော့နေရတာကောင်းငင်ကိုမော့မကြည့်အားပါဘူးကျမတို့ခေါင်းဆောင်တယောက်ကပြောဖို့ပါတယ်ခေါင်းဆိုတာငုံထားဖို့မဟုတ်ဘူးတဲ့မော့ထားဖို့သာဖြစ်တယ်အဲ့ဒီစကားလေးမမေ့ပါနဲ့ဘယ်သူပြောသလဲသိမှာပါကျမကြောက်လို့မပြောပါဘူးသိမယုံသေးလို့ပါဘာဆိုတော့ဆရာမောင်သားချို့လို့ရဲတင်းတင်းပြော့သွားရဲတဲ့တတ်တီမျိုးကျမနည်းနည်းနဲသွားပြီ तू ကထောင်ထဲတစ်ခါမှမရောက်ဘူးရှင်အဲ့တော့ကျမတို့တွေကောင်းငင်ကိုမော့ကြည့်ကျင်တာပေါ့အင်မတန်ပြလွင်တဲ့ကောင်းငင်ကိုမော့ကြည့်ကျင်တာပေါ့အဲ့ဒီမှာခရစ်ယာန်ကျမ်းစာတစ်ပုဒ်မှာတမန်ကျမ်းစာတစ်ခုမှာကျမဖတ်ရတဲ့ပုံပြင်လေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကဘာအတိကြီးတဲတဲ့အချိန်ကဘာကြီးကိုဖျက်ပစ်တဲ့အချိန်သူတို့ရဲ့ထာဝရဘုရားသခင်ကဘာကြီးကိုရေလွှမ်းပြီးတော့ဖျက်ပစ်လိုက်တဲ့ကာလကျမစိတ်ဝင်စားလို့ဖတ်ကြည့်ဘုရားသခင်ကစဉ်းစားတယ်တဲ့လူတွေကလောဘဒေါသမောဟတွေဒါဗုဒ္ဓဘာသာလို့ပြောလိုက်တာပါတရားချင်းမတရားချင်းတွေနဲ့မတရားမှုတွေနဲ့မညီမျှမှုတွေနဲ့ဖုံးလွှမ်းနေပြီးတော့စိုးသွန်းရုပ်မာနေတဲ့လူတွေများလာပြီတဲ့ဒါကြောင့်ကဘာကြီးကညှဉ်းနှွမ်းနေပြီတဲ့အဲ့ဒါကြောင့်ဒီကဘာကြီးကိုရေနဲ့ဆေးပြီးတန့်စင်ရမယ်သူတို့
ထာဝရဘုရားသခင်ကအဲ့လိုယူဆလိုက်ပြီးတော့ကဘာကြီးကိုရေလွှမ်းပြီးတန့်စင်မှုဆုံးဖြတ်လိုက်တယ်ဒါပေမဲ့ဗီဇမျိုးစေ့တစ်ခုတော့သူတို့ခြံရအောင်မယ်ဇီဝမျိုးစေ့တွေကိုသူတို့ခြံရအောင်မယ်လူတရိษံကျင်းငဲ့ရေတော်ဝါဒါတွေကိုခြံရအောင်မယ်ဆိုတာဘုရားသခင်သိတော်မူပါတယ်အခုမသိလို့မျိုးပြုံးအောင်လုပ်နေတဲ့လူတွေလို့တော့မဟုတ်ဘူးပေါ့အဲ့တော့အဲ့ဒီမှာ तू ကလူရှာလိုက်တယ်ရှာလိုက်တော့အင်မတန်ကိုချင်းစာတရားရှိပြီးတော့မေတ္တာတရားလည်းကြီးမားတဲ့လူအပေါင်းကိုလည်းတတ်နိုင်သလောက်ကူညီတတ်တဲ့အခု16ယောက်ကလူငယ်လေးတွေလို့ပေါ့အဲ့လိုကူညီတတ်တဲ့မိသားစုတစုကို तू သွားတွေ့တယ်အဲ့ဒီမိသားစုရဲ့အိမ်ဦးနတ်ယောက်ျားအင်းရှင်ယောက်ျားကသူ့နာမည်နောအေးလို့ခေါ်ပါတယ်နောအေးလို့ပဲရေးထားတယ်အဲ့ဒီနောအေးဆိုတဲ့လူကိုသူကအဲ့ဒီမှာသွားကြည့်လိုက်ဟိုတွေ့လိုက်တဲ့ခါကျတော့ခေါ်ပြီးတော့ပြောတယ်ငါကဘာကြီးကိုရေလွှမ်းပြီးတော့ဆေးကြောပြစ်တော့မယ်တဲ့မင်းတို့မိသားစုတော့လွတ်စေရမယ်တဲ့မင်းတို့မိသားစုအတွက်တင်မော3ထပ်တင်မောမြန်ဆောက်တဲ့45ရက်အတွင်းပြီးအောင်ဆောက်တဲ့အဲ့ဒီ45ရက်အတွင်းမှာ45ရက်တင်းပြည့်တဲ့နေ့မှာငါကဘာကြီးကိုရေလွှမ်းပြစ်တော့မှာတဲ့တင်မော3ထပ်ဆောက်ပြီးရင်အပေါ်ဆုံးအထပ်မှာမင်းရဲ့သားနဲ့ချွေးမအတွက်ကတခန်းမင်းရဲ့သမီးနဲ့သမက်အတွက်ကတခန်းမင်းတို့ဇနီးမောင်နှံအတွက်ကတခန်းအဲ့လိုအခန်းဖွဲ့ပါတဲ့အလဲရမ်းမှာကြတော့စားရည်ရိတ်ခါတွေရသမျှစုပြီးတော့တင်ထားပါတဲ့အောက်ဆုံးတက်မှာကြတော့မြေပေါ်မှာတွေ့သမျှတရိษံနေကောင်းငင်မှာပြန်ဝဲနေတဲ့ငှက်မျိုးစုံတွေရေထဲမှာမင်းဖမ်းလို့ရသမျှငါးပစုံဘောင်းစုံအမျိုးစုံတွေဦးတဲ့အထီးအမတစုံစီအောက်ဆုံးတက်မှာထည့်ထားပါဘုရားသခင်ကဗျာဒိပြီးတော့ဒွန်အေးကအာမင်ဆိုပြီးတော့သူကသင်္ဘောစဆောက်တယ်နောက်ဆုံးကျတော့တူတူပြောရရင်45ရက်ပြည့်တဲ့နေ့မှာကဘာကြီးရေလွှမ်းသွားတယ်သင်္ဘောက floating ပေါ့ပေါ်လောမျောပြီးတော့ဘဲမှမသွားနိုင်ဘူးအဲ့လိုပဲရေထဲမှာပေါ်လောမျောနေရက်ပေါင်း100နောက်ရက်ပေါင်း100နောက်ရက်ပေါင်း100တွေအချိန်ချင်းအလီလီပြည့်တဲ့အခါကျတော့မှသင်္ဘောကမြေကြီးတစ်ခုနဲ့သွားတိုက်မိတယ်ရေထဲမှာပဲမြေကြီးတစ်ခုနဲ့သွားတိုက်မိပြီးရက်မမျောတော့ဘူးရက်သွားတယ်အဲ့တော့မှနောအေးကစဉ်းစားတယ်ဟာကုန်းတစ်ခုနဲ့နိုင်တိုက်မိပြီဒါဟာတောင်လားမသိဘူးငါသင်္ဘောတော့တနေရာမှာတိုက်ပြီးတော့ရက်သွားပြီအဲ့တော့ကုန်းမြေများပေါ်မလားမသိဘူးဆိုပြီးတော့သူအောက်ဆုံးတက်မှာမွေးထားတဲ့ကျင်းငှက်တွေကကြီးကန်းတစ်ကောင်ကိုထုတ်ယူပြီးတော့သူလွှတ်လိုက်တယ်ကြီးကန်းကတကယ်လို့ပြန်မလာဘူးဆိုရင်တနေရာမှာနားပြီးတော့ဒါကုန်းပေါ်ပြီလို့သူယူဆမှာပေါ့လေဒါပေမဲ့ကြီးကန်းဟာတဲ့တော်ကြာလေးပြန်တန်းပြီးတော့တင်မောရှိရာကိုပြန်လာတယ်နောအေးကစဉ်းစားလိုက်တယ်ဟာကုန်းတော့မပေါ်သေးဘူးအဲ့တော့နေဦးမှာပဲဆို45ရက်နေလိုက်တယ်နောက်တစ်ခါဂျိုးပြူငှက်ကလေးတစ်ကောင်ကိုသူလွှတ်လိုက်တယ်ဂျိုးပြူငှက်ကလည်းထို့အတူပဲပြန်ဝဲပြီးခဏကြာတော့တင်မောရှိရာပဲပြန်လာကုန်းမြေမပေါ်သေးပဲနေလိုက်တယ်နောက်45ရက်ကြာတော့ခုနကလွှတ်တဲ့ဂျိုးပြူငှက်ကလေးကိုပဲပြန်လွှတ်လိုက်တယ်အဲ့ဒီအခါကြာတော့မှအဲ့ဒီဂျိုးပြူငှက်ကလေးကညနေခင်းမှာစီးစာနှောင်းချိန်မှာပေါ့နော်ညဦးပိုင်းပေါ့အဲ့ဒီအချိန်မှာတဲ့ပြားရင်မှိုင်းနေတဲ့ကောင်းကင်ရံကိုနောက်ခံပြုတ်ပြီးတော့ဖြူလွှတဲ့ဂျိုးပြူငှက်ကလေးဟာတန်လွင်ရွက်ကလေးကိုပါဇက်မှာနှုတ်သီးမှာကိုက်ပြီးတော့ပြန်ဝဲလာတယ်တဲ့တင်မောရှိအောင်သူကတက်သေးတန်လွင်ရွက်ကလေးတောင်ကိုက်လာလိုက်သေးတယ်အဲ့ဒီဂျိုးပြူငှက်ကလေးကအဲ့တော့နောအေးတို့တင်မောမှာမိသားစုတစုလုံးဝင်းတာလိုက်တာလीတဲ့ခုံပေါက်ပျော်ကြတယ်တဲ့ကဘာမြေမှာကုန်းတော့ပေါ်ပြီဆိုပြီးတော့ကုန်းမြေတော့ပေါ်ပြီဆိုပြီးတော့ပျော်ကြတယ်ဆိုတော့ကျွန်မအဲ့ဒီနေရာလေးကိုဖတ်ပြီးတော့တော်တော်လေးစိတ်ချမ်းသာသွားတယ်ဘာကြောင့်လဲဆိုတော့တစ်ချိန်လုံးတင်မောထဲမှာရက်ပေါင်းလာပေါင်းများစွာဟလာဟိုပိတ်လှောင်ပြီးတော့မျောနေရနေပြီးတော့ရက်သွားကုန်းမြေကလည်းမပေါ်သေးနောက်တော့မှဂျိုးပြူငှက်ကလေးကတန်လွင်ရက်ကိုကိုက်ပြီးတော့ပြန်လာတဲ့အခါကျတော့ကုန်းမြေပေါ်ပြီဆိုတာသိရတော့ဘယ်လောက်များဝန်းတာလဲဆိုတော့ကျွန်မခံစားမိတယ်သူတို့နဲ့အတူအဲ့တော့မှပျော်သွားတယ်အဲ့ဒီခါကျတော့မှကုန်းမြေပေါ်ပြီတဲ့ငါတို့သင်္ဘောပေါ်ကဆင်းကြတော့မယ်တဲ့နောအေးတို့မိသားစုကတိုင်းမင်းတယ်အဲ့ဒီခါကျတော့မှဘုရားသခင်ကကိုတင်ပြပြီးတော့ပြောတယ်တဲ့နောအေးတဲ့မင်းတို့ဒီသင်္ဘောပေါ်ကဆင်းကြတော့တဲ့အချိန်တန်ပြီတဲ့မင်းတို့ဆင်းတဲ့အခါမှာကောင်းကောင်းမွန်စိတ်ကောင်းစေတနာကောင်းနဲ့
လူတစ်ပတ်သားကိုမေတ္တာဂရုဏာထားပြီးတော့ကုညီစောင့်ရှောက်ကြပြီးတော့တဲ့မင်းတို့မြေပေါ်မှာတွေ့တဲ့တရိษံနေကောင်းငင်မှာပြန်ဝဲနေတဲ့ကျင်းငှက်မျိုးစုံတွေရေထဲမှာတွေ့ရတဲ့ရေသတ္တဝါများစွာတွေအားလုံးကိုတဲ့မင်းတို့ကြိုက်တယ်လို့အသုံးချတော့မင်းတို့စားခြင်းတဲ့အကောင်ကိုလည်းပဲစားလို့ရတယ်မင်းတို့ပိုင်တယ်တဲ့သူတို့ဟာမင်းတို့ရဲ့အသုံးချခံတာဖြစ်ရမယ်ဘုရားသခင်ကအဲ့လိုပြောတယ်ဆိုတော့ကျွန်မအဲ့ဒီနေရာလေးဖတ်ပြီးတော့အော်လို့သူတို့ထာဝရဘုရားသခင်ကလူအဖြစ်ကိုတော့တော်တော်အမွှန်းတင်တာပါလားလို့တရိษံဆိုတာဟိုလူလောက်မမွန်မြတ်ဘူးလူဟာတရိษံတဲ့မွန်မြတ်တယ်တရိษံဟာလူရဲ့အသုံးချခံတာဖြစ်ရမယ်ဆိုတာသူတို့ဘုရားသခင်ကသဘောပေါက်ပါလားလို့ကျွန်မအဲ့ဒါလေးကိုဖတ်ပြီးတော့ထာဝရဘုရားသခင်ကလူအဖြစ်ကိုတော့တော်တော်ချီးကျူးတာပဲနော်လို့ကျွန်မပါဇက်ကပြောလိုက်မိတယ်အဲ့ဒီအချိန်မှာကျွန်မအသားမှာရှိနေတယ်ကျွန်မသူငှပေးငှဖတ်လို့အဲ့ဒီဘိုင်ဘယ်ကိုဖတ်ရတာဒီတမန်ကျမ်းစာကိုဖတ်ကြည့်မိတာအဲ့ဒီပုဂ္ဂိုလ်ကကျွန်မမိတ်ဆွေပါခရစ်ယာန်သင်းအုပ်ဆရာတယောက်ပါသူကဘာပြောလဲဆိုတော့ဒါပေါ်တဲ့လူဆိုတာတကိုးဩဇာရှိတယ်လူသားပဲတဲ့တရိษံဆိုတာကတော့ကောင်းငင်ကိုကြောပေးထားတဲ့တရားဝါတွေပဲကွယ်တဲ့ဘယ်အသိဉာဏ်ရှိပါမလဲအဲ့လိုပြောတယ်ကျွန်မစိတ်ထဲမှာတော့အဲ့ဒီစကားလုံးလေးကအခုထိဆွဲပါတယ်ကောင်းငင်ကိုကြောပေးထားရင်တရိษံပဲလူမဟုတ်တော့ဘူးလူဆိုတာကောင်းငင်ကိုမော့ကြည့်နေရမယ်ခေါင်းကိုမော်ထားရမယ်ကျမတို့တွေကကောင်းငင်ကိုမော်မကြည့်ပဲနဲ့မြေကြီးကိုငုံပြီးတော့လူလိုသူလိုနေထိုင်လှုပ်ရှားယုံနေထိုင်လှုပ်ရှားယုံကံမနေခဲ့ရတာကြာလဲကြာခဲ့ပါပြီလူလိုသူလိုနေရမယ်အခွင့်အရေးတွေကိုညှော်လင့်လို့မို့ကျမတို့တွေစူးစမ်းခဲ့တာလေနှစ်ပေါင်းကြာခဲ့ပါပြီအခုစူးစမ်းတဲ့အခါမှာရက်လက်ကျမတို့ရဲ့ပန်းတိုင်ရေးရေးလေးမြင်နေရတယ်လို့ရှိပါတယ်အဲ့ဒါကြောင့်ကျမတို့တွေဟာတစ်ချိန်လုံးကတော့ဒီလိုမြေကြီးမှာပဲငုံပြီးတော့စာဝတ်နေရေးအတွက်ဒီစီးပွားရေးဒီလူမှုရေးကိစ္စအတွက်နေရတယ်ကိုမှန်တယ်ဆိုပြီးတော့ကိုလမ်းကြောင်းပေါ့နော် platform ပေါ်မှာလူလျှောက်လို့ရတဲ့ platform ပေါ်မှာချီချင်းလျှောက်လို့ရတဲ့လူတွေသာလျှောက်လို့ရတဲ့ platform စီကံရှိရမယ်ကျမတို့ဒီတော်တော်စီကံရှိကြပါတယ်ပြည်သူလူထုဟာအဲ့ဒီစီကံရှိတဲ့လူတွေကိုမထိခိုက်မနစ်နာအောင်ကာကွယ်စောင့်ရှောက်ပေးဖို့တော့အစိုးရများမှာတာဝန်ရှိတယ်လို့ကျွန်မထင်ပါတယ်ကျွန်မအခုပြောနေတာနိုင်ငံရေးစကားလည်းမဟုတ်ပါဘူးပါတီစည်းရုံးရေးစကားလည်းမဟုတ်ပါဘူးဒီစကားတွေလည်းကျွန်မမပြောလို့ပါဘူးသို့တော့နိုင်ငံသူနိုင်ငံသားတွေရဲ့အရေးကိစ္စဖြစ်လို့မို့ကျွန်မပြောတာပါစာရေးဆရာဆိုတာနိုင်ငံသူနိုင်ငံသားတွေရဲ့ဇေယိုက်တဘာဝလှုပ်ရှားမှုရုန်းကန်မှုအစရှိတဲ့အကြောင်းအရာတွေကိုမှမရေးရင်မှတ်တမ်းမတင်ရင်ဘာသွားရေးရမှာလဲအဲ့ဒီတော့ကျမတို့ရဲ့အတွေးခေါ်ထဲမှာနိုင်ငံသူနိုင်ငံသားတွေရဲ့အကြောင်းလူအလွှာအသီးသီးကလူတွေရဲ့ဘဝဒါတွေပဲခေါင်းထဲမှာရှိပါတယ်ဗလန်တိုင်းဒေးမှာလည်းပဲချစ်ချင်းမုန်းချင်းအလျှော့တင်းနေတဲ့ရင်ခုန်နေတဲ့လူတွေလည်းရင်ခုန်မှာပေါ့ကျမတို့ကရင်ခုန်ပြီးခဲ့ပြီအခုဆက်ရင်ခုန်နေတာဆရာကြီးဦးညိုတို့ပဲရှိတော့တယ်ဒါပေမဲ့သူတို့လည်းဒီနေ့ဘာလုပ်ရမလဲဆိုတာအားလုံးသိပါတယ်ကျမတို့သိပါပြီအဲ့ဒါကြောင့်ကျမတို့ဟာနိုင်ငံရေးစကားတွေပြောတယ်လို့မထင်ပါနဲ့နိုင်ငံသူနိုင်ငံသားတွေရဲ့အရေးကိုစာပေဆိုတာခေတ်ရဲ့ကျေးမုံရင်းလို့ယုံကြည်ယူဆထားတဲ့အတိုင်းခေတ်ရဲ့အကြောင်းအရေးပုံရိပ်တွေကိုကျမပြောပြနေတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျမတို့ပေါ်မှာနိုင်ငံတော်ကဘလောက်ကာကွယ်စောင့်ရှောက်တယ်လဲဆိုတော့ကျမခံစားခဲ့ရတာလေးတွေပြောမယ်နိုင်ငံတော်ကလည်းစောင့်ရှောက်ပါတယ်အခုစောင့်ရှောက်လို့လည်းဒီစင်မြင့်ပေါ်မှာကျမပြောနိုင်တာပေါ့ဒါပေမဲ့တစ်ချိန်လုံးကကျမဝမ်းနေဘူးလေမပြောချင်ဘူးပြန်ပြောရမှာပဲဒီထောင်ထဲကအကြောင်းကျမခံစားခဲ့ရတာပါထောင်ထဲမှာကျမနေတော့6ပေ9ပေအခန်းကျမ10နှစ်နီးပါးနေခဲ့တယ်တနေ့15မိနစ်အပြင်ထွက်ရတယ်ဘာလို့ ရလဲလမ်းလျှောက်ဖို့ကျမရေးအတွက်လမ်းလျှောက်ဖို့တဲ့ပြီးတော့အဲ့ဒီအချိန်မှာရေချိုးရမယ်ကိုယ့်ဝိတ်ကိုလျှော်ရမယ်ဟိုဘက်ခန်းဒီဘက်ခန်းခိုးဝက်ပြီးပေးစရာပို့စရာစားစရာတောက်စရာလေးလည်းပေးရအောင်မယ်သူ့ထောင်ဝင်စားကိုယ့်ထောင်ဝင်စားကြားတဲ့သတင်းမလင်းတွေလည်းသွားနားထောင်အောင်မယ်15မိနစ်ဘယ်တော့မှကျမလမ်းမလျှောက်နိုင်ပါဘူးဒါကြောင့်အခုပီကင်းဘဲလို့ဝါနာထ
ထောင်ထဲမှာအဲ့လိုလမ်းမလျှောက်နိုင်ဘူးအဝတ်လျှော်တယ်ရေချိုးတယ်ပြီးတော့ဟိုခန်းဒီခန်းပြေးရတယ်ထောင်ထဲမှာကရင်တုံးရင်းကလာအဲ့ဒီလိုနေလာခဲ့တဲ့ကျမတနေ့သားကြတော့ကျမရဲ့ဘေးကန်းကိုအကျဉ်းသူတယောက်အစ်စ်တယောက်ရောက်လာတယ်ဘယ်သူလဲဆိုတော့ Rachel လို့ခေါ်တဲ့အင်္ဂလိပ်မျိုးသမီးတယောက်သူရောက်လာပြီးတော့ဟိုနိုင်ငံခြားကအကျဉ်းသူတယောက်ဆိုတော့ခြေခြေငန်ငန်ပြေပြေပြစ်ပြစ်ဝန်တန်းတွေကလည်းပြောဆိုပြီးသူ့အထက်ထက်တောက်ခိုက်ထွက်သွားကျမတို့နေတဲ့အခန်းကဟိုဒီနောက်ခက်ကဗရင်းပေါက်ကိုဖွင့်လိုက်သူကလည်းသူ့နောက်ခက်ဗရင်းပေါက်ကိုဖွင့်တိုင်းဗရင်းပေါက်ချင်းကဲပြီးအတန်တိုးတိုးနဲ့စကားပြောလို့ရအဲ့တော့ကျမကမေးလိုက်တယ်နင့်နာမည်ဘယ်လိုခေါ်လဲ Rachel တဲ့ဘယ်နိုင်ငံကလာတာလဲဘယ်ကလာတာလဲအင်္ဂလန်ကလာတာတဲ့ဘာဖြစ်လို့ဒီရောက်လာတာလဲသူပြောပြတယ်အရှိကြီးကျမအဲ့ဒါပြန်ပြောပြပါမယ်သူကလက်တွေမှာဟိုတန်ကြိုးဆိုတာဂွင်းဆက်တန်ကြိုးတွေနဲ့လက်တွေကိုတန်ကြိုးနဲ့ခြီတယ်တဲ့ခြေထောက်တွေကိုလည်းတန်ကြိုးနဲ့ခြီရဲတဲ့ခါကိုလည်းတန်ကြိုးနဲ့ခြီရဲတဲ့ခြီပြီးတော့နိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးလို့စုလေဖျားလမ်းမှာអော်တယ်အဲ့ဒါကြောင့်ရောက်လာတာတဲ့အော်ငါတို့အကုန်လုံးကမေ့ထားပြီမဲ့ဒီအင်္ဂလိပ်မှာကတော့ငါတို့သတိတရားငါတို့လွတ်ပေးလို့អော်တယ်သူလည်းဝင်လာပြီလို့နောက်သူអော်ရဲမှာမဟုတ်ဘူးလို့ဒါဗမာပြည်လို့သူ့ကိုတနာတယ်ကျမရှိတဲ့ coffee mix လေးပေးတယ်လှမ်းပြီးတော့သူ့အခန်းကိုဒီအပေါ်ကနေကြော်ပြီးတော့ပြစ်ပေါက်လိုက်တယ်သူက coffee မတောက်ဘူးတဲ့ဒီ coffee mix ကိုမတောက်ဘူးတဲ့ဘာကြောင့်လဲဆိုတော့ဒါ coffee အစ်စ်မဟုတ်ဘူးတဲ့ဓာတုပစ္စည်းတွေပါတယ်တဲ့သူမတောက်ဘူးတဲ့အော်ထူးဆန်းလိုက်တာနင်မတောက်ရင်ငတ်သွားမှာဗောလို့ဒီမှာနင့်ထောင်ဝင်စာဘလူကလာပေးမလဲလို့နင့်မိဘတွေကလည်းလန်ဒန်မှာဆိုလို့သူကပြုံးတယ်မကြခင်လာမှာပါတဲ့အောင်မယ်သူပြုံးနိုင်မှာဗောသူ့တန်ရုံကရောက်လာအထုပ်ကြီးထုတ်ငယ်နဲ့ချက်ချင်းဟမ်အဝတ်ထဲကတထုပ်အစားအသောက်ကတထုပ်နောက်ပြီးတော့ဗာလဲဟိုဆေးဝါးတထုပ်ထုတ်ကြီးထုတ်ငယ်နဲ့ရောက်လာသူ့ပေးပြောနေတာပဲသူများနိုင်ငံမှာထောင်လာကြတာတောင်ပြောတယ်ပြောမှာပေါ့သူ့နိုင်ငံအစိုးရသူ့ကိုကာကွယ်ပေးတာကိုစောင့်ရှောက်တာကိုသူတချင်းဆိုတယ်တချင်းမဆိုရဘူးတိုးနေလို့ကျမကပြောတယ်ဒါမဲ့ तू ကဆိုတယ်ဘာကြောင့်လဲဆိုအဲ့ဒီမှာစောင့်တယ်ဝန်တန်းတွေကိုသူတန်ယုံကလာဖို့တယ်မုတ်နေတော်တော်အဖိုးတန်မှာပေါ့တန်ယုံကတောင်လာဖို့တယ်ဆိုတော်တော်ကောင်းမှာပေါ့အဲ့ဒီမုတ်တွေ cheese တွေကိုရှောက်ကျွေးလိုက်တော့ तू ဘာလို့ရသွားဒါထောက်ရဲ့သဘောတဘာဝအဲ့တော့ तू ကတချင်းဆိုဘာဆိုလဲ that's in the wind ဆိုတာကျမသူ့စီကြက်တာရသွားပြီအဲ့ဒါအခုကျမအတမကောင်းလို့ဆိုမပြတယ်အင်မတန်ကောင်းတဲ့တချင်းလေး that's in the wind ခိုးင်းကလေ scorpion အဖွဲ့ရဆိုတာပါ scorpion အဖွဲ့ရဆိုတော့ that's in the wind အခွေဆိုင်တွေမှာရှာရင်တွေ့ပါတယ်နားထောင်ကြည့်ဘယ်တချင်းလဲဆိုတာသိရင်ဗမာလူ copy လုပ်ထားတာဘယ်တချင်းလဲဆိုတာသိလိမ့်မယ်အဲ့ဒီတချင်းကို तू အမြဲတမ်းဆိုတယ်ကျမအတိတ်ပဲကိုကြိုက်လုံးလို့အဲ့ဒါသင်ထားတယ်ဘာမလုပ်ပါနဲ့တော်ပြီအဲ့ဒါနဲ့ပဲမြောက်ပင်းနေရပြီတချင်းကမဆိုရတယ်အဖွားကြီးတချင်းဆိုလို့ပဲပြစ်မတော့အဲ့ဒါနဲ့အဲ့ဒီတချင်းလေးကို तू ကဆိုပေးတယ်ကျမအတင်နဲ့အဲ့တော့ဘာဖြစ်လို့ तू တချင်းဆိုနိုင်တယ်လဲ तू စောင့်ရှောက်ခံရတာကိုသူ့နိုင်ငံကသူ့ကိုစောင့်ရှောက်တဲ့ခါ तू ဘာမှမကြောက်တော့ကျမလည်းကျမနိုင်ငံကကျမကိုစောင့်ရှောက်လို့အဲ့လိုမကြောက်ဖဲခေါင်းမော်ထားတဲ့ပုံမျိုးဖြစ်ချင်လိုက်တာလေဒါပေမဲ့နောက်တစ်ယောက်ရောက်လာပြန်တယ်နောက်တစ်ယောက်ကထိုင်းကတဲ့ထိုင်းမျိုးသမီးလေးတစ်ယောက်ဘာဖြစ်လို့လဲဆိုတော့ तू ကပြောတယ်လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ရောက်လာတာဘာကြောင့်လဲဆိုတော့ तू လမ်းလျှောက်လာတာတဲ့နေဇက်ကနေလမ်းလျှောက်ရင်ဗမာပြည်ထဲကိုဝင်မှမသိဘူးတဲ့လှတာနဲ့ဝင်ကြည့်တာဘယ်နေရာလှတာများ तू မြင်သွားလဲမသိလှတာနဲ့တဲ့ဝင်လာရင်အကြောင်းရှိပါလိမ့်မယ်အဲ့ဒါနဲ့တဲ့ဟိုသူ့အဲ့ဒီလူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ဖမ်းပြီးဒီထဲထည့်လိုက်တာတဲ့ဩဟုတ်လားမဲ तू ကလည်းအေးဆေးဆေးပဲဟိုဘာတွေညွတ်နေမှတော့ तू ကပလုံခွက်တွေဘာတွေပေါ့သူတို့စကားနဲ့လေကျမတော့အဲ့ပလုံခွက်ပဲကြားတယ်အဲ့လိုရေရွတ်ပြီး तू နေတာပဲခဏကြာပါလေထိုင်းတန်ယုံကရောက်လာပြီးခုနကလည်းအထုပ်ကြီးထုံငယ်ကြီးလာပြီးတယ်အိုးစောင့်ရှောက်လိုက်တာပြီးခဏကြာတော့ပြန်ထုတ်သွားတယ်လွတ်သွားပြီဒီနိုင်ငံမှာလာပြီးထောင်ကြတာနော် तू အပြစ်ကျူးလွန်တာနော်အပြစ်ဆိုတာဘာအပြစ်လဲနယ်မြေကျူးကျော်တာဒီဘာခေါ်မလဲလူဝင်မှုကြီးကြပ်ရေးဥပဒေကိုညှိစွန်းတာအဲ့
အဲ့ဒီဟာတောင်မှအပြစ်ရှိတယ်လို့တောင်ဘယ်လိုသူ့တန်ယုံနဲ့အစိုးရချင်းဘယ်လိုနားလည်မှုယူသလားဘာလားမသိဘူးပေါ့နော်လွတ်သွားတယ်သူပြောတာပေါ့သူ့လွတ်အောင်သူ့အစိုးရသူ့နောက်ကလိုက်ပြီးအများနဲ့စောင့်ရှောက်တာဘူးကျွန်မအဲ့ဒါလဲအားကြစိတ်မကောင်းဖြစ်နောက်တစ်ယောက်ရှိပါတယ်ဂျာမန်ကအမျိုးသမီးတစ်ယောက်နာမည်ကျွန်မမေ့သွားပြီသူကတီလိုက်ရင်ဝတ်ပြီးလာတာတီလိုက်ရင်လို့ပေါ့ဒါမဲ့ဗမာတီလိုက်ရင်များဝတ်တဲ့အယောင်မျိုးမဟုတ်ဘူး तू ကဆရာတော်များဝတ်တဲ့သင်္ကန်းရောင်မျိုး तू ကဝတ်ပြီးလာတာအဲ့ဒါ तू ကကျွန်မစကားပြောလို့မရဘူးထောင်ထဲမှာဘသူမှတခန်းနဲ့တခန်းစကားပြောခွင့်မရှိပါဘူးအဲ့တက်ဆိုင်ရာထောင်ဒီဝန်ထမ်းများအရာရှိများကကျွန်မကိုဗာမေးပေးပါဆိုတော့ကျွန်မသွားမေးလို့ရတာပေါ့သူတို့ရှေ့မှာနေမေးရတယ်အဲ့တော့ तू တီလိုက်ရင်လားလို့မေးတော့ तू အရန်စိတ်ဆိုးသွားတယ်ငါတီလိုက်ရင်မဟုတ်ဘူးတဲ့ငါဘိက္ခုနီတဲ့သူကအဲ့လိုပြောတာချမ်းသာမှဘာလို့ထောင်ကြတာလဲထောင်ထဲရောက်လာတာလဲလို့ဆိုတော့မဟာစီသာသနာရိပ်တာမှာသူအာနာပါနာလာတရားထိုင်တာတရားထိုင်ရင်လည်းတရားထိုင်ကောင်းပြီးတော့ညံစင်နေလဲဘလောက်တက်သွားလဲမသိပါဘူးဇာများပြန်တော့မလားမသိဘူးအဲ့မှာသူတတ်မှတ်ရက်ကကြော်သွားတယ်ဗီဇာတက်တန်းကုန်သွားတယ်အဲ့ဒါကို तू မသိဘူးဆက်ထိုင်နေအဲ့ဒါကြောင့် तू ထောင်ကြလာအဲ့ဒါလေ तू ဂျာမန်တန်ယုံကလာခေါ်သွားတာပဲမခေါ်ခင်မှာအထုပ်ကြီးထုတ်ငွေနဲ့ကုနာတွေပေးतू သွားတဲ့အခါ तू ကတက်လွတ်စားတာတက်လွတ်စားစရာတွေသူ့ကိုပေးतू ကအဲ့ဒါတွေကိုထောင်မှာထားခဲ့ပေါ့လေဝန်ထမ်းတွေကတော့ပျော်သွားတာပေါ့အဲ့လိုနဲ့ပဲသူတို့လည်းလွတ်အဲ့ဒါလို့သူ့နိုင်ငံက तू အဆောင်လျှောက်ခံရတဲ့လူများကြတော့ရဲဝုံထောင်ဆိုတဲ့အနိဋ္ဌာယုံလို့မမြင်ပါဘူးနောက်ပြီးတော့ဒုက္ခဆင်းရဲခြင်းလို့လည်းမမြင်ဘူးခဏပဲနေရမှာဆိုပြီးတော့သူတို့ပျော်ရွှင်နေသွားနိုင်ပါတယ်ကျမလည်းချထားတာ10နှစ်နိုင်ငံတော်လာရင်တော့ငါလွတ်မှာပဲတွေးတာပေါ့နှစ်ဖန်လွတ်မလားတပတ်ခါလွတ်မလားမိုးလင်းရင်လွတ်မယ်လို့ကိုထင်တာတညကိုကြိတ်မဲ့ရပြီမနေ့ကျရင်ငါလွတ်ချင်လွတ်မှာလို့ကိုထင်တာအဲ့ဒီစိတ်နဲ့10နှစ်ပြည့်သွားအဲ့ဒီတော့ဟုတ်တယ်ပေါ့နော်ကျမအဲ့လိုလို့ရင်းနဲ့ထမင်းလာဝေတော့ကျမထမင်းလေးကိုခတ်တယ်ကျမတို့ထမင်းကောင်းကျွေးပါတယ်ကျမတို့အဲ့တီးတန့်အကျဉ်းသူဆိုပြီးတော့တိုက်ထဲမှာထားတော့တိုက်ထဲကလူတွေတော့နောက်ဘဲမှလည်းမထွက်ရမပြူရဆိုတော့ကြားမရေးမကောင်းပါဆိုလို့ထင်ပါတယ်ထမင်းကောင်းကျွေးတယ်ထမင်းဖြူပေါ့ထမင်းမဲညစ်တွေမကျွေးဘူးထမင်းဖြူလေးကျွေးတယ်အဲ့ဒါကြီးခတ်တာလဘောဟင်းဆိုတဲ့ဟင်းရည်ကိုခတ်အိမ်ကပို့တဲ့စက်သားကြောက်ဖုတ်တို့ငပိကြော်တို့နဲ့စားရမှာပေါ့လေဒီတိုင်းမျိုးမကြတော့ဟင်းရည်ကိုယူပြီးတော့အိမ်ကပဲပို့တဲ့စားတို့အချိုမှုန့်တို့အဲ့ဒါလေးနဲ့ထည့်အချိုမှုန့်စားလို့ဘာဖြစ်မဲ့ညာဖြစ်မဲ့ဆိုပညာပေးတွေပါလေထောင်မှလာမပြောနဲ့ထောင်မှအချိုမှုန့်မရှိရင်လူမဖြစ်ဘူးအချိုမှုန့်လေးပဲအာကိုပြီးစားနေရအဲ့တော့အချိုမှုန့်တွေပါလေပြောစမ်းပြီးစားလိုက်တယ်အဲ့ဒီအချိန်မှာကျမမျက်ရည်ကတောက်ခနဲ့ကြတာပဲအဖမ်းခံတော့ကလည်းမျက်ရည်မကြဘူးအိမ်မှာသားသမီးတွေဒုက္ခရောက်နေတယ်ဆိုတာကိုစဉ်းစားမိတော့လည်းမျက်ရည်မကြဘူးစိတ်ထဲမှာသာဝမ်းနေတာစိတ်ထိကြိုက်တာအဲ့ဒီအချိန်မှာကျမမျက်ရည်ကတောက်ခနဲ့ကြပါတာလဘောဟင်းလို့ဆိုတာဟာထောင်ထဲမှာတွေ့သမျှစိုက်ထားတဲ့အရွက်တွေကိုနှုတ်ဆင်းပြီးတော့ရေနွေးထဲမှာရေထဲမှာထည့်ပြီးတော့ပွက်ဆူအောင်ပြုတ်ပြီးတော့ဘာမှစားလဲမခတ်ဘူးတခါတည်းတော့စားပါရင်ငံတူးနေတာပဲအဲ့ဒါကြရင်လှုပ်လို့မရဘူးစားမခတ်ပါစေနဲ့လို့ဆူတောင်းရတယ်အဲ့လိုဆိုရင်သူတို့လည်းပျော်တယ်ကျမတို့လည်းပျော်တယ်စားမခတ်ရတော့စားကိုသူတို့တခြားမှာယူသွားလို့ရတယ်ကျမတို့ပျော်တာမငံလို့တော်ရင်များပါပြီတော်မှာပဲအဲ့တော့အဲ့ဒီအချိန်မှာအဲ့ဒီတာလဘောဟင်းရေဆိုတာအဲ့ဒါပါပဲအဲ့ဒါလေးကိုကျမတောက်လိုက်တဲ့အချိန်မှာတီကောင်အပြက်ကဇွန်းထဲမှာပါလာတယ်ဗျာဝင်းနေလိုက်တာငါနိုင်ငံတော်ကငါ့ကိုစောင့်ရှောက်လိုက်တာဝင်းနေသွားအဲ့တော့အပြစ်ကျမကျူးလွန်ခဲ့တဲ့အပြစ်ကြောင့်ခံရတယ်ဆိုတော့လည်းပဲလူလိုတော့နေကျင်တာပေါ့ရှင်ကျမကိုမိတ်ဆွေတယောက်ကဆရာချူဦးနေကိုပြောလိုက်တယ်တဲ့ကျမကပြောတာဟုတ်ထောင်ဆိုတဲ့အတန်ကြားလည်းမကြားကျင်တော့ဘူးအဲ့ဒီအင်းစိန်အဲ့ဒီရှိရတောင်ဖြတ်တောင်မဖြတ်ချင်တော့ဘူးလို့ကျမပြောလိုက်ပြီးတော့သူကဒါလောက်လဲနော်ကြောက်နေတဲ့စိတ်တော့မမွေးပါနဲ့ကျမကိုကြောက်သွားပြီလို့ထင်တာအမှန်မှကြောက်တာမဟုတ်ရှင်လူအရာကြတဲ့အဖြစ်ကိုကျမလက်မခံနိုင်တာကျမတီးကြီးကကိုလက်မခံနိုင်တာလူလိုမနေရတဲ့ဘဝကိုကျမတီးမခံနိုင်တာ
လူလိုနေခြင်းလွန်းလို့မို့အလုပ်တွေမျိုးမျိုးလုပ်ခဲ့တယ်ထောင်ကြတယ်ဒစ်တဲ့ထပ်ပြီးလူလိုမနေနိုင်တဲ့လူအရာချထားခြင်းခံရတဲ့နေရာတစ်ခုမှာကျမအချိန်ချင်းအခါကမနေနိုင်တော့ဘူးလို့စဉ်းစားမိလို့ကျမတကယ်မကြားကြတာပါအဲ့တော့ဘယ်လိုဖြစ်သွားလဲလို့ဆိုတော့စိတ်ထဲမှာကျမတို့ပြည်သူလူထုကကိုယ်တောင်ဝင်ကိုထမ်းကိုစီကန်းလေးနဲ့ကိုနေနိုင်ငံတော်ကလည်းစောင့်ရှောက်ဘလောက်ပျော်စရာကောင်းတဲ့မြန်မာပြည်အတိုင်းဝိုင်းလေးဖြစ်မလဲဘလောက်တိုးတက်ဖွံ့ဖြိုးလာမလဲအဲ့ဒါလည်းကျမစဉ်းစားမိပြီးတော့ဟုတ်တယ်အခုတော့ပြောတယ်လူတွေစီကန်းရှိရမယ်အော်ဘာမှမရသေးဘူးရှင်ပေးမယ်လို့မကြံရသေးဘူးဘာပြောလဲတာဝန်ကိုသိရမယ်တဲ့တာဝန်သိရမယ်ဆိုတဲ့စကားတွေလာတယ်တာဝန်ကိုသိပါတယ်ကျမတို့ဘာလုပ်ဆိုလုပ်တာပဲဘာမလုပ်နဲ့ဆိုမလုပ်ဘဲနေခဲ့တာပဲကျမတို့ပြည်သူပြည်သားများဟာနော်အထူးသဖြင့်ကတော့အခုပြောင်းလဲနေတဲ့အပြောင်းလဲမှာဘာအပြောင်းလဲမြင်ရလဲဆိုလူတွေပိုးလာကြတယ်လူဆိုတာဩဇာအာဏာကြီးတဲ့နိုင်ငံတကာအကြီးအကဲတွေငွေကြေးဥစ္စာရဏကြွယ်ဝချမ်းသာတဲ့တထေးကြီးတွေဗမာပြည်ကိုအဝင်အထွက်အယမ်းများတယ်စိတ်တယ်မနေ့တယောက်ညတယောက်နေ့ကင်းတယောက်မနေ့တစ်သုတ်ညတစ်သုတ်နေ့ကင်းတစ်သုတ်လာကြတယ်ဗမာပြည်ကိုလာတာနော်ဗမာပြည်ကိုလာတယ်ဘယ်သူနဲ့တွေ့လဲသမရာကြီးနဲ့တွေ့တယ်ဝန်ကြီးချုပ်တွေနဲ့တွေ့တယ်ဟလာနောက်သူဌာနဆိုင်ရာဝန်ကြီးတွေနဲ့တွေ့တယ်တော့ကြတထေးကြီးဘယ်သူကလာပြန်ပြီဘယ်ကလုပ်ငန်းရှင်ကြီးကလာပြန်ပြီဘာလုပ်ငန်းတွေလာရောက်လေးလာတဲ့အထူးကိုယ်စားလှယ်ကလာပြန်ပြီတော့ကြဟာလာဟိုနိုင်ငံခြားရေးဝန်ကြီးဘယ်သူလာပြန်ပြီအခုကုလသမဂ္ဂဘယ်သူကလာပြန်ပြီအခုမကြခင်မဲ့ CIA ကအကြီးကဲလာအောင်မှလာနေပြီလားတော့မသိအဲ့ဒါလိုလူတွေတဝုံဝုံလာပြီးတော့တွေ့တယ်ဝန်ကြီးတွေနဲ့တွေ့ဝင်ကလေးတွေနဲ့တွေ့ရှောက်တွေ့အစိုးရဖွဲ့ဝင်နဲ့တွေ့ဆိုစဉ်းစားတော့အစိုးရကတော့ဟုတ်လို့ဟန်ကြနော်အဲ့ဒီမှာကျမတို့ဘာဖြစ်သွားလဲအဲ့နောက်ပိုင်းမှာမီတာကတွေအစိတ်ကနေ35ကျပ်တက်သွားကျမတို့ပြောင်းလဲတာဒီလိုကြီးပါလားဆိုလဲနည်းနည်းတော့တွေးရကြံရတာခက်တော့ခက်သားပဲအဲနောက်တခါအခုအခွန်တွေကလည်းကျမတို့နေရာမှာဆိုရင်တန်ရှင်းရေးကုန်တို့ရေကုန်တို့ကလည်းတက်သွားပြီ4900အစိတ်3လကိုတစ်ခါပေးရတယ်4900အစိတ်ဖြစ်သွားတယ်အဲ့ဒါတွေကထားအဲ့ဒါတွေပေးဖို့အတွက်မိသားစုတစုချင်းမှာဝင်ငွေဘယ်လိုတိုးအောင်နိုင်ငံရဲ့စီးပွားရေးဘယ်လိုလုပ်မလဲဆိုတော့အရင်စဉ်းစားလိုက်ရင်ဘယ်လောက်များကောင်းမလဲလို့ကျမစဉ်းစားမိတာပါကျမမစဉ်းစားတတ်လို့ရွေးကောက်ပွဲမဝင်တာပါအဲ့ဒါတွေလုပ်ကိုမလုပ်တတ်ဘူးဘယ်လိုလုပ်ရမလဲဆိုတာရွေးကောက်ပွဲဝင်သောပုဂ္ဂိုလ်များနဲ့နိုင်ငံကိုအုပ်ချုပ်သူအကြီးအကဲများနဲ့တက်ဆိုင်ရာပညာရှင်များသိကိုသိရပါမသိဘူးဆိုရင်ဒါလည်းမဟုတ်သေးဘူးသိကိုသိရသိကြီးနဲ့မလုပ်ပေးဘူးဆိုရင်လည်းဒါလည်းမဟုတ်သေးဘူးအဲ့ဒါလည်းမဟုတ်သေးတာတွေများလာရင်ကျမတို့တပတ်လည်မှာလည်းမကြိုက်ပါဘူးမလို့ခြင်းပါဘူးအဲ့တော့ဘာပဲပြောကျမတို့တန်ရှင်းသောအစိုးရကောင်းမွန်သောအစိုးရလို့ပြောတဲ့နိုင်ငံတော်သမ္မတရဲ့စကားကျမယုံတယ်သူပြုပြင်ပြောင်းလဲကိစ္စတွေကိုတလှမ်းချင်းသွားနေတယ်ဆိုလိုက်ကျမယုံပါတယ်အချို့သောတာဝန်ခံအရာရှိများဌာနဆိုင်ရာပုဂ္ဂိုလ်များအချို့ကနောက်ပြန်မလဲတော့ဘူးရှေ့ကိုပဲတဲ့သွားမယ်ဇုံမခုံဘူးရက်လည်းမနေဘူးပြောတဲ့စကားလေးတွေအင်မတန်ကြားလို့နဝင်ချိုးပါတယ်ကျမအဲ့ဒီစကားတွေကိုလေယုံညင်ပါတယ်ကြွလာတဲ့16ရပ်ကွက်ကပရိသတ်များလဲကိုရီးယားတရုတ်ကားတွေကြည်ဘူးကြပါလိမ့်မယ်အဲ့ထဲကပြောသလိုတစ်ခါလောက်တော့ယုံပေးကြပါလို့ကျမကပဲကြားကမေတ္တာရက်ခံပါတယ်ယုံလိုက်ပါယုံကြည်မှုတည်ဆောက်နေတဲ့အချိန်ကာလကြီးမှာကျမတို့ယုံကြည်နဲ့ဆိုရလဲကျမတို့ယုံမှဖြစ်မှာနိုင်ငံသူနိုင်ငံသားတွေဟာတိုးတက်ဖွံ့ဖြိုးဖို့ပြုပြင်ပြောင်းလဲမှုမှာမှန်ကန်တန်စင်နဲ့ပူပေါင်းပါဝင်ခြင်းနဲ့စိတ်စေတနာအရင်ကန်ရှိပါတယ်ဆိုတာကိုသက်ဆိုင်ရာဆိုရများယုံကြည်ပြီးလက်ခံစေခြင်းပါတယ်။ဘာကြောင့်လဲဆိုတော့ကျမတို့ထိခဲ့ရှာခဲ့နာခဲ့ကြတဲ့အတိတ်ကဝေဒနာမျိုးပြန်ဘလူးမှမခံစားခြင်းဘူး။စီးပွားရေးလူမှုရေးတွေလည်းတိုးတက်ခြင်းပြီ။ပတ်ဝန်းကျင်နိုင်ငံတွေတိုးတက်ခဲ့တာလည်းကျမသိအားလုံးသိကြပြီ။
ဆရာတော်တော်များများလဲပြောခဲ့ပြီအိန္ဒိနာချင်းယူရီးယားမှာဘယ်လိုရှိတယ်ဘာရှိတယ်ပြောအောင်မယ်ဗျာအခုနောက်ဆုံး9000တန်ဖုန်းကတ်9000တန်ဖုန်းကတ်ကိုရောင်းနိုင်ပါတယ်လို့ကုမ္ပဏီတစ်ခုကပြောတယ်အားလုံးလဲသတင်းစာမှာဖတ်မိမှာပါဂျာနယ်တွေမှာဖတ်မိမှာပါ9000နဲ့တော့ဖုန်းကတ်မလုံနိုင်ဘူးလို့ဖွဲ့စည်းတစ်ခုကပြောတယ်အစိုးရဖွဲ့စည်းတစ်ခုကပြောတယ်မလုံနိုင်ဘူးလေဒါမဖြစ်နိုင်ဘူးလေအဲ့တော့ကုမ္ပဏီကလည်းပြန်ပြောတယ်ဖြစ်ကိုဖြစ်နိုင်တယ်တဲ့ထိုင်းမှာကျွန်မဘယ်နိုင်ငံမှမရောက်ဘူးပါဘူးဆရာချီဦးညိုတို့ရောက်ဘူးလို့တီကောင်းသိပါလိမ့်မယ်ထိုင်းမှာလေမြန်ဘောကဆင်းလိုက်လို့ရှိရင်လေစိတ်မှာကိုပဲအဲ့ SIM card ဆိုတာသူတို့ promotion လုပ်တဲ့အနေနဲ့အလကားလာပြီးတော့မြစ်တက်လက်ဆောင်ပေးတာတွေရှိပါတယ်တဲ့အဲ့ဒီကုမ္ပဏီကကျွန်တော်တို့လဲ9000နဲ့အခုရောင်းမိမယ်ကျွန်တော်တို့ညက်တယ်တဲ့ဒီ SIM card ကိုဆက်သွယ်ကပဲကျွန်တော်တို့ယူမှာတဲ့သူကပြောတာရှင်းရှင်းလေးဆက်သွယ်ကပဲယူမှာတဲ့အဲ့ဒီက2နှစ်3နှစ်ကြာလို့ရှိရင်ဒီ SIM card တွေကကျွန်တော်တို့လည်းအလကားပေးမှာတဲ့ကျမသားတယောက်က15သိန်းနဲ့ဝယ်ထားတယ်ကျန်တဲ့သားတယောက်က9သိန်းနဲ့ဝယ်ထားတယ်ကျမလည်း CDMA တခုကိုထောင်ကမလွတ်ခင်မှာသားသမီးတယောက်ကဝယ်ပေးထားတာအခုပြန်ပြီးတော့သူတို့သိမ်းပြီဆိုတော့အဲ့ဒါပြန်သိမ်းတော့အတစ်တခုရတယ်အဲ့ဒီဖုန်းလေးတွေဘယ်လိုပဲဖြစ်ခဲ့9000နဲ့ရမယ်ဆိုရင်တော်တော်များများကင်နိုင်မှာပေါ့ကျမမြည်တွေကြောင်းသွားရင်ဖုန်းလည်းပင်ချိတ်ပေးလိုက်မယ်ဘယ်ရောက်နေလဲဆိုတာသိရတယ်နော်အခုစာပေဟောပြောပွဲလည်းဒီလိုပါပဲစာပေဟောပြောပွဲကျင်းပတဲ့အခါမှာကျင်းပပွဲကိုကမခဏပြုတ်လုပ်နေတဲ့လူငယ်လေးတွေဖုန်းတစ်လုံးစီလည်းပင်မှာဆွဲလို့မို့အခုလည်းရှိပါတယ်သို့တော်လည်း9000တန်ဆိုပိုပေါ်များများကင်နိုင်မှာပေါ့အဲ့ဒါလို့ရှိရင်ဘယ်လောက်ကောင်းမလဲစဉ်းစားမိတယ်ဘာကြောင့်တစ်ဖက်ကဌာနဆိုင်ရာအဖွဲ့အစည်းတူကဘာကြောင့်ဒီလောက်ညှင်းဆန်နေသလဲသူတို့နှစ်ဦးနှစ်ဖက်ဆုံတွေ့တဲ့ဂျာနယ်ထဲမှာဖတ်ကြည့်တယ်သူတို့နှစ်ဦးနှစ်ဖက်ဆုံတွေ့ပြီးတော့ပြောကြဆိုကြတဲ့အကြောင်းလေးတွေဂျာနယ်ထဲမှာတွေ့တော့ကျွန်မဖတ်ကြည့်နေတယ်ဟိုကလည်းရတယ်တဲ့သူတို့လုပ်ပေးမယ်တဲ့တိုင်နေပါတွေမထောင်ဘူးတဲ့တဘာဝပတ်ဝန်းကျင်ကိုထိကြိုက်တယ်တဲ့တာဝါတိုင်းနေပါထောင်စရာမလိုတဲ့ဂျိုရုစနစ်နဲ့လုပ်မယ်ပြောတယ်ဒါလည်းဖြစ်နိုင်တာပဲကျွန်မတွေးကြည့်တယ် Sky နဲ့တောင်ဂျိုရုစနစ်နဲ့လုပ်နေတာနော်အဲ့တော့ဒါလည်းဖြစ်နိုင်မှာပဲလို့ကျွန်မတွေးတယ်ဟုတ်ပြီဒါပေမဲ့တစ်ဖက်ကပြန်ပြောတယ်ဘယ်ဖြစ်နိုင်မလဲတဲ့ဘာလဲတီစဲဆက်သွယ်ရေးဥပဒေအရဖြစ်ကိုမဖြစ်နိုင်ဘူးအဲ့ဒီမှာကိစ္စပြတ်တော့တာအဲ့တော့အဲ့ဒါကြီးကိုပြင်ဖို့ဆိုတာကျွန်မလည်းပြောရဲဦးကြောက်တယ်အဲ့လိုလေးတွေရှိပါတကယ်တိုးတက်စေခြင်းအဲ့ဒါမှာဆင်းရဲမှုလျှော့ချရေးတကယ်ဆင်းရဲတဲ့လူတွေဘာဖြစ်ဖြစ်လူရန်စားမရေး9000တန်ဖုန်းလေးတွေကိုကင်နိုင်တဲ့လူများလာပြီအလုပ်တွေပိုတွင်ကျဲမယ်စီးပွားရေးလဲပတ်မှုတွေမှာလည်းပဲပို့ပြီးတော့လှည့်မြန်တွင်ကျဲလာမယ်ဘလောက်ကောင်းတဲ့ကိစ္စလဲရှင်ဖြစ်စေချင်တာပေါ့ဒီတယ်လီဖုန်းဆိုတာဘာလို့ဇိမ်ကန်ပစ္စည်းဖြစ်ရမှာလဲခါကြကြီးမှထိုးပြီးတော့ကြွားဖို့ကိစ္စမဟုတ်ပါဘူးတယောက်နဲ့တယောက်ဆက်သွယ်ဖို့လှည့်မြန်ဖို့အလုပ်ဖြစ်ဖို့အဲ့ဒီအတွက်ပဲဖြစ်စေချင်မှာလူရဲ့အသုံးချကံဖြစ်စေချင်ပါဘယ်ပစ္စည်းမဆိုဘယ်တရိစ္ဆာန်မဆိုလူရဲ့အသုံးချခံလူဟာထိတ်ဆုံးပါလားရှိတဲ့နဲ့လို့ကျမတို့သိပြီးသားပါနားလည်ပြီးသားပါအဲ့ဒီမှာဒီတယ်လီဖုန်းကိစ္စကတော့ဒါထားလိုက်တော့ဟိုမပြီးမပြတ်နဲ့ကျမတို့လည်းမျှော်လင့်နေရတာပေါ့လေဖြစ်လာမလားနဲ့အခုတော့လေဒီတီစဲဥပဒေဆိုတာကြီးကရှိနေတော့လည်းမဖြစ်ဘူးလို့ပဲစိတ်ဒုံချပြီးကိုဖုန်းလေးကိုရိုးသေးသေးဟိုအဝတ်ကလေးနဲ့တုပ်ပြီးတော့ကိုင်းပေါ့ဒါပဲရှိတော့တာပေါ့အဲ့တော့ဖြစ်စေခြင်းနဲ့ဆင်းရဲမှုလျှော့ချရေးဆိုရင်တကယ်လူတွေအလုတ်လုံနိုင်အောင်စီးပွားရှာနိုင်အောင်လုပ်ငန်းတွင်ကျဲနိုင်အောင်ဆက်သွယ်ရေးကိရိယာအနေနဲ့ဖုန်းဆိုတာလည်းပဲဈေးပေါ်နဲ့ကိုယ့်တနိုင်ငံနဲ့ထူးခြားပြီးပေါ်တာမဟုတ်ပါဘူးယူရီးယားမှာလို့စင်ကာပူမှာလို့မလေးရှားအင်ဒိုနီးရှားမှာလို့တကယ်ကိုဒန်းတူရည်တူဈေးပေါ်ဖြစ်စေချင်ပါတယ်ဒါပေမဲ့ကျွန်မခုနကလို့တစ်ခါလောက်တော့ယုံပေးမယ်ဆိုတာယုံတော့ယုံလိုက်အောင်မယ်ဘာကြောင့်လဲဆိုတော့ဟိုလာမယ့်2014ခုနှစ်ကအာဆီယံဥက္ကဋ္ဌဖြစ်မယ်ဗမာပြည်ကအဲ့ဒီလှုပ်တဲ့အချိန်မှာဆက်သွယ်ရေးတွေဒီလောက်ညံ့ပြီးအင်တာနက်ကလည်းဒီလောက်ကြာနေတော့ဒုက္ခတွေတော့ကြောက်ပြီးအဆက်တွေတော့ကွဲကုန်ပါနော်အဲ့ဒီကိစ္စလေးတွေတော့သူတို့ပြင်ဆင်လိုက်မယ်လို့ထင်ပါတယ်သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများပြင်ဆင်လိုက်မယ်လို့ထင်ပါတယ်ဒီထဲမှာများဆက်သွယ်ရေးကပါနေမလားမသိဘူးကျမမသိနားမလဲဘူးလို့ပြောရင်တော့ခွင့်လို့ပေးပါကျမနားလဲတဲ့လောက်ကတော့အဲ့လိုပါပဲဖြစ်နိုင်လို့လိမ့်မယ်လို့လည်းထင်ပါတယ်ကျမနားလဲတယ်လို့များ
ဖြစ်နိုင်မလားဆိုတာလဲတစ်စိတ်ကလေးစဉ်းစားပေးပါလို့ပြောချင်ပါတယ်အဲ့တော့ဆင်းရဲမှုလျှော့ချရေးအတွက်လည်းပဲဒီကိစ္စဟာအရေးပါပါတယ်လို့အဲ့ဒီဖုန်း9000နဲ့ရောင်းမယ်ကုမ္ပဏီကပြောပါတယ်အဲ့တော့ကျွန်မစကားဆက်လို့ပြောပါဦးမယ်ဆင်းရဲမှုလျှော့ချရေးဆိုတာမလုပ်ခင်မှာအရင်တုန်းကဆိုမကြခင်ကာလပေါ့မြန်မာပြည်မှာဆင်းရဲသားလူရန်စားတွေများတယ်တဲ့လူရန်စားခွဲပြီးတော့အကြမ်းမြင့်တွက်လိုက်တော့80%နဲ့30% 80%ကဆင်းရဲသားလူရန်စားလို့ပဲပြောပါတယ်မရှိမရှားကလည်းဆင်းရဲသားပဲပေါ့အဲ့လိုပြောတယ်30%ကတော့ချမ်းသာတဲ့လူရန်စားလို့သူတို့ပြောပါတယ်အလဲအလတ်တန်းစားလူရန်စားမရှိတဲ့အတွက်ကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေးလက်ပတ်မှုကနည်းနည်းအခက်ခဲတွေ့ပါတယ်တဲ့အလဲအလတ်တန်းစားလူရန်စားနည်းနည်းပျောက်ဆုံးနေတယ်လို့သူတို့ရဲ့အလုပ်ရုံဆွေးနွေးပွဲတွေမှာပြောတယ်အဲ့တော့ကျွန်မအကြမ်းပြင်းနားလည်ထားလိုက်တာကတော့90%ကဆင်းရဲတဲ့လူနည်းနည်းလေးဆက်တွေးကြည့်ရင်စားစရာမရှိတဲ့လူလိုပဲသဘောထားအိမ်ပြန်စားစရာရှိရင်ရှာရအောင်မှာရှာဖွေပြီးမှစားတော့ရတယ်လူမျိုးပေါ့နော်အဲ့ဒါ90%30%ကတော့သူတို့လည်းမရှိတဲ့လူပါပဲဘာမရှိလဲဆိုတော့ထားစရာမရှိတဲ့လူပါအဲ့တော့ထားစရာမရှိတဲ့လူနဲ့စားစရာမရှိတဲ့လူအဲ့လိုဖြစ်နေတဲ့အချိန်မှာထားစရာမရှိတဲ့လူတွေကနည်းနည်းတော့ငဲ့ညာပုံရပါတယ်90%ကိုဆင်းရဲမွဲတေမှုပပျောက်ရေးအတွက်တခုခုတော့လုပ်ရတော့မယ်တဲ့ဆင်းရဲမွဲတေမှုကျွန်မအဲ့ဒီစကားလုံးကိုဖတ်ပြီးကျွန်မတော်တော်စိတ်ထဲကမခံကြည့်မခံတာဖြစ်သွားတယ်ကိုလည်းဆင်းရဲသားဒါပေမဲ့ဆင်းရဲပါတယ်ဆိုမှဆင်းရဲမွဲတေတိမ်လှရည်လားပေါ့ကြိုက်ဘူးမကြိုက်တော့ကျွန်မဆောင်းပါးတဲ့ဆောင်မှာနည်းနည်းပါးပါးတို့ကပင့်ကရေးလိုက်တယ်ကျွန်မရေးလို့တော့မဟုတ်ပါဘူးမကြခင်မှာသူတို့ပြင်သွားတယ်မွဲတေဆိုတာမသုံးတော့ဘူးဆင်းရဲမှုလျှော့ချရေးလို့သုံးတယ်ပပျောက်ရေးလို့လည်းမသုံးဘူးပပျောက်အောင်ပဲလုပ်နိုင်မှာနော်အဲ့တော့သူတို့ဟာသူလည်းသိလို့ထင်ပါတယ်လျှော့ချရေးလို့သုံးတယ်ဆင်းရဲမှုလျှော့ချရေးတဲ့မွဲတေဆိုတာမပါဘူးကျွန်မကျေနပ်သွားတယ်ဟုတ်ပြီအဲ့နဲ့မွဲတော့မတေနိုင်တော့ဘူးဗျာဆင်းရဲတယ်ဆိုတော့လွန်လာတယ်အဲ့တော့ဆင်းရဲမှုလျှော့ချရေးတဲ့ဆင်းရဲမှုလျှော့ချရေးဆိုပြီးတော့တချို့တွေကလည်းငွေလိုက်ချီးနေလို့ကြားတာအဲ့ဒါဘယ်လိုလုပ်ပြီးတော့လျှော့ချလို့ရမလို့ငွေလိုက်ချီးနေရင်အဲ့ဒီငွေတွေပဲရအောင်လဲနှလုံးထိုးရမှာပေါ့ဘောလုံးမွဲလောင်းရတော့မှာပေါ့ဒါလောက်ပဲရှိမှာပဲဒီလုပ်ငန်းပမာဏတစ်ခုထူထောင်နိုင်တဲ့ပမာဏလည်းမဟုတ်ဘူးလို့ထင်ပါတယ်အဲ့တော့အဲ့ဒီကိစ္စလည်းမဟုတ်သေးဘူးဒါတပွဲရိုးပဲနော်စေမီတို့နဲ့ကုတာပဲတကယ်သာလှုပ်ချင်ပြီဆိုရင်စီးပွားရေးတွေချက်ထွင်ရမှာပဲကျမတို့လောက်ကင်စားတောက်နိုင်တဲ့စီးပွားရေးအခင်းကျင်းလေးတွေလုပ်ပေးရမှာပဲအဲ့ဒါလို့စီးပွားရေးအခင်းကျင်းလေးလုပ်ပေးနိုင်အောင်အလုတ်လက်မဲ့ဖြစ်နေသောသို့မဟုတ်အလုတ်နဲ့ကိုတတ်ထားတဲ့ကိုယ့်ရဲ့အရေးချင်းနဲ့အဝင်ခွင်ကြမဖြစ်လို့မို့အလုတ်မလုတ်တော့သူလည်းအလုတ်လက်မဲ့တစ်မျိုးပဲအလုတ်လက်မဲ့ဖြစ်နေတဲ့လူငယ်များအလုတ်အကင်အခွင့်အလမ်းတွေရရှိအောင်ကျမတို့စီးပွားရေးလုပ်ငန်းတွေတိုးတက်လာဖို့အများကြီးလိုလာပါပြီဒါပေမဲ့အဲ့ဒီလိုအခွင့်အလမ်းတွေရရှိဖို့အတွက်စီးပွားရေးလုပ်ငန်းတွေအများကြီးရှိလာဖို့လိုပြီဆိုတာကိုကျမတဲ့ပိုစဉ်းစားမိတဲ့ပုံကိုများရှိပါတယ်အဲ့တော့စီးပွားရေးကိုတကားဖွင့်ပါပိတ်ထားတာတွေဖွင့်ပေးပါဆိုပြီးတော့လှုပ်ပြတဲ့အခါကျတော့ဒီလိုပါပဲကောင်းတာလေးတွေတော်တော်ဖြစ်ပါတယ်ခုနဘာမှမသိတဲ့နိုင်ငံရေးအကျဉ်းသားလည်းမဟုတ်ယုံကြည်ချက်အကျဉ်းသားလို့လည်းမခေါ်တဲ့လူတွေအပါဝင်အကျဉ်းသားတော်တော်များများလွှတ်ပေးလိုက်ဟာဒါပေမဲ့အဲ့ဒီဘာမှမသိတဲ့အကျဉ်းသား300ကျော်လောက်လွှတ်ပေးတယ်ဟိုတည်းမှာ369ယောက်ကြံသေးတယ်ရှင်အဲ့ဒါကြီးလည်းဆက်လွှတ်ပေးရအောင်ပါလွှတ်ပေးမှလို့ကျွန်မယုံပါတယ်တစ်ခါမကောက်တာဆိုနှစ်ခါယုံသွားတဲ့သဘောပေါ့အဲ့တော့လွှတ်ပေးရအောင်ပါအဲ့တော့ဒီလိုဘယ်လိုခေါ်မလဲတရားဥပဒေစိုးမိုးမှစီးပွားရေးတွေကလည်းလာပြီးတော့အခြေချမှာစီးပွားရေးလုပ်ငန်းတွေကလည်းလာပြီးတော့ယင်းနှိမ့်မြုပ်နှံမှာဖြစ်တယ်လို့ကျမတဲ့ပိုသိတဲ့လူတွေရှိတယ်အဲ့တော့တရားဥပဒေစိုးမိုးရေးအတွက်လည်းသူတို့စ조사ပါတယ်အခုဆိုရင်ဘာပြောမင်္ဂလာရှိတဲ့စကားတွေကြားရတယ်အကျင့်ပြက်ခြားစားမှုတွေအကျင့်ပြက်လက်စားမှုတွေရော့ကြဖို့အတွက်တဲ့ဝန်ထမ်းတွေကိုလစာတိုးပေးမယ်တဲ့
ဘလောက်များတိုးပေးမလဲလို့ကျွန်မစဉ်းစားပါတယ်ဂုံတိတ်ခါနဲ့အညီနေထိုင်စားတော့နိုင်အောင်လို့တကယ်တိုးပေးမှာလားအဲ့လိုဆိုရင်သားတို့အနုမောဒနာပြုပါတယ်မစွတ်မပို့တိုးရင်တော့တစ်ဖက်ကကုံစင်းနှုံးကလည်းလိုက်တိုးပါလိမ့်မယ်အဲ့ဒီမှာပြန်ပြီးဒလိန်ခောက်ကွေးထွေးလုံးရစ်ပတ်နေပဲဒီတန်တရားကြီးမှာလဲနေကြအောင်မှာပါကျမတို့လေတကယ်ပါတမတော်သားအရာရှိအရာကမဟုတ်တော့ရိုးရိုးတမတော်သားများရဲတပ်ဖွဲ့ဝင်များမူလာတန်းကျောင်းဆရာမများလစာအများကြီးရစေခြင်းနဲ့စင်ကာပူမှာတဲ့ပြန်လာတဲ့တငယ်ချင်းတယောက်ကပြောတယ်ရဲဆိုတာလူတိုင်းလေးစားရတယ်တဲ့တန်တန်ပြက်ပြက်တတ်တတ်ရက်ရက်နဲ့သူ့ဟာသူနေတာပဲတဲ့တခါတလေသူ့ရှီမန်းတောင်မသိရဘူးဟုတ်တယ်ဘာမှမလုပ်တော့သူ့လည်းရှီမန်းဘာမှသိစရာမလိုသူကလည်းဘာမှလုပ်စရာမလိုသူ့ဟာသူ့ဘဝသူနေနိုင်တယ်ကျမတို့အဲ့လိုဖြစ်စေခြင်းနဲ့ဒီမှာမူလာရန်ကျောင်းကမူလာရန်ကျောင်းဆရာမလေးတွေကျောင်းဆရာတွေတော့မရှိဘူးအခုကျမသွားလေရနေရမှာကြည့်လိုက်ရင်မူလာရန်မှာဆရာမတွေများတယ်မူလာရန်တောင်မဟုတ်ဘူးပညာရေးလောကမှာဆရာသိမ့်မရှိတော့ဘူးရှင်ဆရာမတွေပဲများတယ်လူငယ်ခြေတက်တွေကအမျိုးသားတွေဆိုရင်ကျောင်းဆရာတော့မလုပ်တော့ဘူးထင်တယ်အကုန်လုံးဘိုးတင်တန်းတက်နေကြတာမသိသူခေတ်နဲ့သူမျောလင်းချက်ကလေးတွေရှိတာ哦ဒါပေမဲ့ဒီခေတ်ကုံတော့မယ်နော်တိတ်တော့မထင်နဲ့အဲ့တော့အဲ့ဒီကျောင်းဆရာမလေးတွေလစာအများကြီးရစေခြင်းနဲ့ဘလောက်ထိရစေခြင်းလဲတက္ကသိုလ်ဆရာဆရာမရဲ့လစာနဲ့တန်းတူညီလို့ရစေခြင်းပါတယ်နိုင်ငံခြားမှာဒီဖွံ့ဖြိုးပြီးတဲ့နိုင်ငံတွေမှာနိုင်ငံခြားလို့ပြောရတာလဲရှားရပါတယ်ရှင်ကောင်းတော့မကောင်းဘူးသို့တော့ကဘာရွာခေတ်ဆိုတော့သူများစီမှာဘာလုပ်တယ်လဲဆိုတာကိုကလည်းကြည့်တော့ကြည့်ရတာပဲအဲ့တော့ဖွံ့ဖြိုးပြီးတဲ့နိုင်ငံတွေမှာတဲ့မူလာတန်းကျောင်းဆရာတွေရဲ့လစာဟာတက္ကသိုလ်ဆရာဆရာမတွေရဲ့လစာနဲ့အတူတူပေးထားတယ်တဲ့ဘာကြောင့်လဲဆိုရင်ကလေးတယောက်ရဲ့ဘဝအစပညာတယ်မဟုတ်ဘူးစိတ်ကိုပါသင်ရတဲ့ဆရာဆရာမတွေမို့လို့စိတ်ပါလက်ပါကလေးတွေကိုပြုစုပြိုးတောင်ပေးနိုင်တဲ့စိတ်ဓာတ်ပြည့်ဝစေခြင်းလို့သူတို့မှာအပူအပင်အကြောင်းအကျကင်းစေခြင်းလို့သူတို့လစာအများကြီးပေးထားတာလို့အဲ့လိုကျွန်မသိရပါတယ်ဒါကျွန်မနောက်မှသိတာဟိုးစကျွန်မတို့ကုလသမဂ္ဂအထွေထွေတင်းရင်မှုချုပ်ဖြစ်ခဲ့ဘူးတဲ့ကျွန်မတို့မြန်မာနိုင်ငံသားပန်းတနော်သားကြီးဦးတန့်ကသူပညာရေးဝန်ထမ်းဘဝကျောင်းဆရာဘဝမှာစာတန်းတစ်ခုတင်ခဲ့ဘူးတဲ့အဲ့ဒီစာတန်းကိုကျွန်မတဆင့်ပြောလို့သိရတာမူလာတန်းကျောင်းဆရာဆရာမတွေကိုဒီလောက်လစာပေးုံနဲ့တော့ကျောင်းသူကျောင်းသားကောင်းတွေပေါ်ထွက်လာမှာမဟုတ်ဘူးတဲ့အင်မတန်တော်တဲ့ကလေးတွေအင်မတန်ချွန်တဲ့ကလေးတွေထွက်လာမှာမဟုတ်ဘူးတဲ့ဆရာဆရာမတွေနေနေတာလေဒီလောက်လစာလေးနဲ့ဆိုရင်သူ့စာဝတ်နေရေးအတွက်ပူပန်ကြောင်းကြနေရတာနဲ့လူမှုရေးအတွက်စဉ်းစားတွေးဝေနေရတာနဲ့သူတို့မှာကလေးတယောက်ကိုကလေးတွေကိုစိတ်ပါလက်ပါပြုစုပြိုးတောင်ပေးနိုင်မဲ့အာယုံရှိမှာမဟုတ်ဘူးတဲ့ဆရာကြီးကအဲ့လိုရေးခဲ့တာပါအဲ့ဒါကြောင့်အဓိကမြန်မာနိုင်ငံရဲ့ပညာရေးကိုမြင့်တင်ခြင်းတည်းဆိုရင်တဲ့မူလာတန်းဆရာဆရာမတွေရဲ့လစာကိုတစ်တက်မကအများကြီးတိုးပေးဖို့လိုလိမ့်မယ်လို့ဆရာကြီးရေးခဲ့ဘူးပါတယ်လို့ဆိုပါတယ်ဒါအခိုင်အမာပါကျွန်မကိုယ်တိုင်မဖတ်ရပေမဲ့တကယ်ဖတ်ရှုလေ့လာထားတဲ့ဆရာတယောက်ကကျွန်မကိုပြန်ပြောထားတာပါပြန်ပြောပြတာပါစာထဲပြေထဲမှာရေးထားတာလည်းရှိဘူးပါတယ်အဲ့တော့လစာကိုတကယ်လောက်ခလစာဟာဒီလူတယောက်ရဲ့ဂုဏ်သိက္ခာနဲ့အညီနေထိုင်စားတော့နိုင်တဲ့ဝန်ထမ်းများဖြစ်မယ်ဆိုရင်ဘယ်လိုလုပ်ပြီးဒီစာအိတ်ကလေးတွေကိုမျှော်နေမှာလဲရှင်နော်ကျမတို့အဲ့ဒီစာအိတ်ယဉ်ကျေးမှုဆိုတာလဲမုန်းလာပြီအရင်တော့ရှောက်လွှာတစ်ခုတင်တယ်အလောက်ကမဖြစ်ဘူးတရက်သွားနောက်နေ့မှလာခဲ့နောက်ရက်သွားအနောက်နေ့မှလာခဲ့မှတ်ပေါက်တယ်လို့လဲဒီလိုပဲတိတ်ကြနော်ဘာရဲ့ညာရဲ့မဟုတ်ပါဘူးဘာကိစ္စပဲလုပ်ပါဒါပေမဲ့ကျမတို့ရဲ့ရှောက်လွှာလေးမှာစာအိတ်ကလေးထည့်ပြီးတော့တင်လိုက်ကိုတောင်ထိုင်တယ်မလို့ဒီမှာထိုင်နေပါအန်တီပြီးတော့ကြာလာပြီကိုအလုပ်ဖြစ်လို့စာအိတ်ကလေးကလှုပ်သွားတာအဲ့ဒါစာအိတ်ယဉ်ကျေးမှုပါအဲ့ဒီယဉ်ကျေးမှုကိုနားမလည်တော့ဘာမှအလုံးမဖြစ်ဘူးနှစ်ပတ်အောင်စောင့်မိတော့ပဲနော်အဲ့ဒီနောက်တော့ရှိသေးတယ်
မပြောဥစားနည်းနည်းတော့ပြောလိုက်ဦးမယ်ဆရာရဲ့နောက်တောင်ကြာသွားပြီလားမသိကို10နာရီ9နာရီခွဲပြီ10နာရီခွဲပြီခဏလေးပါကျမတို့ရဲ့မိုးကောင်းငင်မရောက်သေးဘူးအဲ့ဒါနဲ့မုံရင်ကျင်းမှုရှိသေးတယ်တချို့လူရည်လဲသူများဒီလိုဝန်ထမ်းအောက်ခြေဝန်ထမ်းလေးတွေနဲ့မဆက်ဆံတော့ဘူးထိပ်ပိုင်းကိုပဲသွားတာထိပ်ပိုင်းကိုသွားတော့မုံကြီးတွေတဲပြီးသွားပို့ရတယ်မုံခမသွားကြတော့ဘာလို့ကြတော့လဲဆိုတော့စကားတစ်ခုကလည်းထွက်လာတာမှတ်မိပါလိမ့်မယ်အကျင့်ပြက်လက်စားတာတွေမလိုချင်ဘူးတဲ့ဒါပေမဲ့ကျေးဇူးတရားကိုသိတတ်လို့မို့ကြတော့တာကိုတော့လက်ခံရမှာပေါ့တဲ့ပရိသတ်ထဲမှာပါတယ်နော်ပါဘူးတဲ့အဲ့တော့မုံလေးနဲ့သွားတယ်မုံမှာမလုံးဝမပေါတစ်ချက်တောင်မပေါစင်တွေကိုအပြစ်သိမ့်ထဲလာအဲ့ဒါမုံရင်ကျေးမှုအဲ့နောက်ကျဒါလည်းနောက်ကျသွားပြီထင်းသားမြင်းသားလူတွေကလည်းသိရိပ်မိနေပြီဆိုတော့ကျွန်မပြောတာနောက်ကျပါတယ်ရိပ်မိနေပြီဆိုတော့မုံတွေပါလေထင်းသားမြင်းသားယူမသွားဘူးဒီလောက်ရှိတဲ့ဂရိပါအိတ်ကလေးဘောင်းမြေထဲထည့်ပြီးသွားရတာလုတ်ကိုဖြစ်လို့ခုနဘယ်နှကြက်သားဆရာချီဦးညိုတနေ့ဘယ်လောက်သားကိုသားချို့ပြောတော့အဲ့ဒါနှစ်ပိတ်သားလောက်ရှာနိုင်တယ်ဆိုတာနဲတောင်နဲသေးတော့ပါပြီအဲ့တော့အဲ့ဓာတွေကိုဖျောက်ပြီးတော့တကယ်လူတယောက်ရဲ့ဂုဏ်သိက္ခာနဲ့အညီနေထိုင်စားတောက်နိုင်တဲ့အပိုစင်ခံဖို့မဟုတ်ပါဘူးကာရာအိုကေသွားဖို့မလိုပါဘူးမော်ရဂဲတွေခေါ်ပြီးတော့ပျော်ရွှင်ဖို့မလိုပါဘူးကမ်းခြေမှာအပန်းဖြေဖို့လည်းမလိုပါဘူးစားဝတ်နေရေးအတွက်ဂုဏ်သိက္ခာရှိရှိနေထိုင်စားတောက်နိုင်တဲ့စားရေးဝတ်ရေးနေရေးကိုဂုဏ်သိက္ခာရှိရှိနေထိုင်စားတောက်နိုင်တဲ့လောက်ခလစာလေးများရှိမယ်ဆိုရင်ကျမတို့ခုနကလိုအကျင့်ဖြတ်ခြားစားတာတွေဆိုတာပျောက်သွားမှာပါမထိတထိတော့မတိုးပါနဲ့လိုက်တိုးလာမဲ့ကုံစင်းတုံးကျမတို့လည်းကြောက်ပါတယ်အဲ့ဒါကြောင့်ဆင်းရဲမှုတကယ်ရှော့ချမယ်ဆိုရင်ပညာရှင်တွေတွေးထားတာတွေအများကြီးရှိပါတယ်သူတို့လည်းလုံမှာပါတကယ်လည်းရော့ကျသွားမှာပါကျမတို့အတူတူဆင်းရဲတယ်ဆိုတာမရှိဘဲနဲ့အယံချမ်းသာတယ်ဆိုတာလည်းမရှိဘဲနဲ့မပူမပင်မကြောက်မကြနေနိုင်တဲ့လူတယောက်ဖြစ်တော့လူပြီးသားသာနေခြင်းနဲ့ရှင်ကျမတို့ဂျပန်နိုင်ငံမှာတဲ့ကျမမိတ်ဆွေတယောက်ရှိပါတယ်သူကကျမစာဝတ္ထုအတူလေးတွေကိုဘာသာပြန်မှုတဲ့မြန်မာစာပမောက္ခဂျပန်လူမျိုးပါသူကကျမစီကိုဖုန်းနဲ့စာနဲ့အဲ့လိုဆက်သွယ်လေးရှိပါတယ်အခုမကြခင်နဲ့နှင်းကြည့်ပွဲတော့ရောက်တော့မယ်တဲ့နောက်ပြီးတော့လဲ cherry ပန်းပွဲတော့ရောက်တော့မယ်တဲ့နှင်းကြည့်ပွဲတော့ဆိုတာတဲ့နှင်းနေကောင်းကင်ဘုံကကြာလာတဲ့အချိန်ကစားပြီးတော့ဒစိမ့်စိမ့်ထိုင်ကြည့်နေတာနှင်းလေဘယ်လိုကြာတယ်ဘယ်လောက်များတယ်ဘယ်လိုလှတယ်အဲ့ဒါတွေကတစ်ပင်ကိုင်းပြားကိုင်းထားတယ်ဘုံကဘယ်လိုခိုတွဲလို့မို့တိရွက်တစ်ခက်တွေကြားထဲမှာဘယ်လိုခိုတွဲလို့မို့ပန်းဝစ်လွှာတွေထဲမှာဘယ်လိုအစုပုံလေးတွေနဲ့သူ့နေရာနဲ့သူလှလှပပလေးတီနေလို့မို့အဲ့ဒါလေးတို့တစ်ခုချင်းလိုက်ကြည့်ပြီးတော့အဲ့ဒီအလှပကိုခံစားရတာသိကောင်းတာပဲကွာတဲ့သူကအဲ့လိုပြောတယ်အဲ့ဒီနှင်းနေမြေပေါ်ကိုကျသွားပြီးအလွှာလိုက်အထက်လိုက်အထိုက်လိုက်ပုံနေတာလည်းပဲလူတွေမသိငင်မှာသိကြည့်လို့ကောင်းတာပဲသူတို့ကအဲ့ဒါကိုနာရီပေါင်းများစွာထိုင်ပြီးတော့ကြည့်နေတာအဲ့ဒါနှင်းကြည့်ပွဲတော်ဆိုတာရှိတယ်တဲ့သူကကျမကိုပြောတယ်ဒီလိုပဲလာကြည့်ပွဲတော်ဆိုတာလည်းဒီလိုပါပဲလာကိုကြည့်ပါညာဒါတွေရှိစာဝတ်နေရေးအတွက်နောက်ပိုင်းမှာပူပင်ကြောက်ကြစရာမလိုတဲ့နောက်ကျောင်းအေးတဲ့လူမျိုးများတဘာဝတရားကိုခံစားနိုင်တယ်နှင်းကြည့်တယ်လကြည့်တယ်ချယ်ရီပန်းပွင့်တာကြည့်တယ်မျက်နှာအမြဲတမ်းမော့ထားတယ်ငုံပြီးစဉ်းစားနေစရာမလိုပါဘူးအဲ့ဒါလိုလူမျိုးအဖြစ်ကျမတို့နေကြပါတယ်လူပြီးသားသာနေကြရမယ်ဆိုရင်ကျမတို့တွေကလည်းကျမတို့ဘက်ကသင်ယူဖို့တွေအများကြီးလိုပါတယ်သင်ယူဖို့ဆိုတာဓမ္မအစသင်ယူဖို့အများကြီးလိုတယ်ဒါပေမဲ့လူမှာမာနရှိတယ်ရှင်မလိုတဲ့နေရာမှာတော့ရှက်တာမျိုးလည်းရှိတယ်ရှင်ကျမ2000ခုနှစ်ကထောင်ကလွတ်လာတော့အိမ်ရောက်တယ်အိမ်ရောက်တော့ကွန်ပျူတာတွေ့တယ်ဟိုထောင်မကြခင်ကနည်းနည်းပါးပါးကင်သွားဘူးတာရှိတော့ကင်များကင်တတ်ပါဦးမလားလေးဆိုပြီးပြန်ကင်နေတယ်ဒါပေမဲ့ကျမမြီးလေးကအဲ့ဒီကွန်ပျူတာကိုကိုင်းနေတယ်ကိုင်းတော့မြီးလေးရဲ့ဖဲပါအောင်ပေါ့ဖွာကိုင်းလို့ရအောင်မလားလို့ကွန်ပျူတာကိုကင်ကြည့်ခြင်းလို့ပါလို့ဆိုတော့မြီးလေးကပြန်အဖွားမကင်နေဘူးနဲ့ဒီကွန်ပျူတာကင်လို့မရဘူးတဲ့ဘာကြောင့်လဲဆိုတော့ virus တွေဝင်နေတယ်တဲ့ဒါ virus ကိုရှင်းလိုက်အောင်မယ်တဲ့
အေးရှင်းလို့ကျမကြည့်နေဘိုင်းရရှင်းနေကျမသိနားမလဲဘူးထောက်ထက်နဲ့ဟိုဟာလို့ဒီဟာလို့ဟိုဟာတွေဖြစ်လာဒီဟာတွေဖြစ်လာကျမဘေးကကြည့်စိတ်မရှိတော့အချိန်ကကြာနေညီလေးရဲ့လို့ဘိုင်းရရှင်းတာမင်းလုံတာကြာလိုက်တာလို့ separate တွေယူပြီးလောင်းချလိုက်ပါလားလို့ကျမအဲ့လိုပြောတယ်မသိဘူးလေဘိုင်းရဆိုတာဒီလိုပဲ insect မဟုတ်တဲ့ပေါ့နော်ပိုးမွားလို့ပဲထင်ပြီးတော့လောင်းချလိုက်ပါလားလို့ကျမသူတို့ virus ဆိုရဲဝေါ်ဟာရဘာဒိတ်ပဲလဲဆိုတော့ကျမနားမလဲခဲ့ဘူးဒါပေမဲ့ကျမမမေဘူးသိကြအောင်ဆောင်တော်တော်ကြီးကြာမှကျမသိတယ် virus ရှင်းတယ်ဘာလုပ်တယ်ဆိုတာတော်တော် update လုပ်တယ်ဒါမျိုးတွေကတော်တော်ကြီးကြာမှကျမသိတယ်စောသိရင်ကျမကိုယ်တိုင်စောဒီကွန်ပျူတာကိုင်းပြီးစောကျမအပေါင်းအသင်းတွေနဲ့ဒီလှမ်းစကားပြောလို့ရတယ်ကျမကိုကတင်ယူဖို့အတွက်ရှက်သလိုယွန့်သလိုကြောက်သလိုနဲ့နောက်ကျနေခဲ့တဲ့အတွက်ကြောင့်ကျမတော်တော်နောက်ကျမှ Facebook ဆိုတာမိနစ်တစ်နေ့မှကျမဖွင့်နိုင်ခဲ့တယ်အဲ့ဒါကျမညံ့လို့ပါအဲ့လိုပဲကျမတို့တင်ယူမယ်ဆိုတာဟိုးလူကြီးတွေကစပြီးတော့အားလုံးတင်ယူဖို့လိုတယ်ပြောင်းလဲနေတဲ့ကာလနဲ့အညီကျမတို့ဘာတွေလိုအပ်နေပြီလဲဆိုတာတင်ဖို့လိုတယ်မတင်ယူရင်ခက်မှာကျမတို့နိုင်ငံတော်သမ္မတကြီးအထူးချီးကျူးဖို့ကောင်းတယ်ကျမတော်တော်လေးစားသွားတယ်သူ့မှာအကြံပေးအဖွဲ့ဆိုတာရှိတယ်အဲ့ဒီအကြံပေးအဖွဲ့ဆိုအရင်တော့ကလူတွေအကြံပေးအဖွဲ့မကြဘူးဘလူတွေအကြံပေးနေလဲရှိတော့ရှိမှာပေါ့မသိဘူးအခုတကယ်အကြံပေးအဖွဲ့တရားဝင်ရှိတယ်ပညာရေးအကြံပေးကျန်းမာရေးအကြံပေးစီးပွားရေးအကြံပေးနိုင်ငံရေးအကြံပေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒါတင်ယူတာတစ်မျိုးပဲရှင်အဲ့တော့ကျမသိပြီးတော့ချီးကျူးတာပဲအဲ့ဒါလို့ရှိရမှာပဲလူကြီးတွေအဲ့ဒါလို့တင်ယူသလိုကျမတို့လည်းတင်ယူဖို့လိုတယ်မတည်သေးတာမတက်သေးတာကိုမတင်ယူဘူးဆိုရင်ဒုက္ခတော့ရောက်မှာပဲကျမတစ်ချိန်လုံးကပုံမြင်လေးတစ်ခုအားလုံးကောလဟာလာလေးတစ်ခုကြားဖို့ပါလိမ့်မယ်တင်မောစိတ်ကန်းတစ်ခုကိုတဲ့လူကြီးတယောက်ကလာစစ်တယ်လာစစ်တော့အဲ့မှာငါးဖမ်းတင်မောတွေရပ်ထားတာတွေ့တယ်အများကြီးကြားရလားမသိဘူးသူကတွေ့တော့အလုံးမလုပ်ဘူးလားမင်းတို့ကောင်နေအလုံးမလုပ်ဘူးလားဒီတင်မောတွေဘာလို့ရပ်နေတာလဲလို့ပြောတယ်ရပ်ထားတာလဲလို့ပြောတယ်တဲ့ဘာဖြစ်လို့ပင်လဲကိုမထွက်ကြတာလဲလို့ပြောတယ်အဲ့တော့ဟိုကလူတွေကမဟုတ်ပါဘူးဘိုးကျုံမဟုတ်ပါဘူးလူကြီးပေါ့ဟုတ်ပါဘူးဆရာကြီးပေါ့ထားပါတော့ဒီသင်းမောတွေကထွက်လို့မရဘူးဝယ်တာမကောင်းဘူးလို့ပြောတယ်ဝယ်တာမကောင်းဖြုတ်လဲလိုက်ပေါ့ကွာမင်းတို့ကလည်းလို့ပြောတယ်အဲ့ဒါတကယ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေညွှန်ကြားသူကစနစ်တကျမသိပဲညွှန်ကြားရင်အညွှန်ကြားခံရတဲ့ဒုက္ခရောက်တယ်ဒုက္ခရောက်မှကြောက်လို့မို့ထင်ရလျှောက်လို့ရင်ပို့ပြီးတော့ဒုက္ခရောက်ပါတယ်အဲ့ဒါလို့ဒုက္ခရောက်တာတွေကြုံခဲ့ဘူးကြပါပြီအဲ့တော့ကျမတို့တွေလည်းအားလုံးသင်ယူဖို့လိုတယ်အခုစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်ဘဏ်စနစ်တွေပြောင်းလဲရမယ်ငွေကြေးစနစ်တွေပြောင်းလဲရမယ်ဆိုတဲ့အခါကျတော့ဟုတ်ပြီပြောင်းလဲရမယ်ဘဏ်စနစ်တွေပြောင်းလဲတော့ငွေကြေးစနစ်တွေပြောင်းလဲတော့ဟုတ်ပြီပြောင်းလဲတော့ဆိုတာဘယ်လိုပြောင်းလဲရမယ်ဆိုတာကိုပြောင်းလဲခိုင်းတဲ့လူကလည်းမသိပြောင်းလဲရမယ်လူကလည်းဘယ်နည်းဘယ်ပုံစပြောင်းရမလဲဆိုတာ तू လည်းမလုပ်တတ်ဘူးတိတ်မသိတဲ့လူကညွှန်ကြားပြီးတော့နားမရှင်းတဲ့လူကဘာလုပ်ရမှမသိတဲ့အခါကျတော့ဘာမှမဖြစ်တာအဲ့ဒါပဲဘဏ်လုပ်ငန်းရှင်ကြီးတယောက်ကျမမိတ်ဆွေတယောက်ကပြောပါတယ်ဘဏ်စနစ်တွေပြောင်းမယ်ဆိုတော့တဲ့ဝန်ထမ်းတွေကိုသင်ရတယ်တဲ့သင်တန်းတွေလက်ပူတိုက်ပြီးတော့ပို့ချရတာအရေးပေါ်သင်တန်းတွေလုပ်ရတယ်အဲ့ဒီအချိန်မှာလိုက်နိုင်တဲ့လူရှိသလိုမလိုက်နိုင်တဲ့လူလည်းရှိတယ်လိုအပ်ချက်ပြည့်မီအောင်မရဘူးတဲ့ဘာကြောင့်ဆိုဝန်ထမ်းအရေးချင်းကမပြည့်မီဘူးအဲ့တော့ပြည့်မီတဲ့လူတွေရှာခန့်လိုက်ပေါ့ကျမအကြံပေးတယ်အကြံလည်းပေးရတာလွယ်တယ်အကြံပေးရတာဆိုတာတော့သိလွယ်တာလောက်ရတဲ့လူကတော့ဘာပြောလဲလို့ဆိုတော့အဲ့ဒါမလွယ်ဘူးတဲ့ခန့်လို့ရှိရင်ဝန်ထမ်းဇယားမှာပြည့်နေပြီတဲ့အစ်စ်ခန့်ဖို့မလွယ်ဘူးတဲ့ရှိနေတဲ့ဝန်ထမ်းမှာသုံးပုံတစ်ပုံလောက်ပဲသုံးလို့ရနှစ်ပုံလောက်ကသုံးမရဘူးအဲသုံးမရဖြုတ်လိုက်ပေါ့ဖြုတ်လို့မရဘူးတဲ့အဲ့ဒါနောက်ခံ background နဲ့လာတဲ့လူတွေအဲ့ဒီလိုကြီးဖြစ်နေတာလဲအဲ့ဒါအစပြုပြင်ပြောင်းလဲရမှာပါအဲ့တော့ကျမတို့စိတ်ဓာတ်တွေလဲပြုပြင်ပြောင်းလဲရမယ်ကျမတို့စိတ်ဓာတ်တွေပြုပြင်ပြောင်းလဲဖို့ဆိုတော့အမိနိုင်ငံတော်ကိုချစ်မြတ်နိုးပါနိုင်ငံတော်ကိုချစ်မြတ်နိုးရယ်ဆိုတာနိုင်ငံတော်ကိုချစ်မြတ်နိုးကနိုးဖို့ရှင်နိုင်ငံတော်ဆိုတာဘာလဲ
နိုင်ငံတော်ဆိုတာအစိုးရနဲ့မဆိုင်ဘူးအစိုးရနိုင်ငံတော်ကိုနိုင်ငံတော်နဲ့ပြည်သူကိုစီမံအုပ်ချုပ်ဥဆောင်ရတဲ့ပုဂ္ဂိုလ်တွေကအစိုးရပါနိုင်ငံတော်ဆိုတာကျမတို့အကျယ်အဝန်းအနေအထားနဲ့ရေမြေတောတောင်တဘာဝနဲ့ပြည်သူလူထုရှိတဲ့နေရာဟာနိုင်ငံတော်ပါအဲ့ဒီနိုင်ငံတော်ကိုချစ်မြတ်လို့ပါတဲ့အကုန်ချစ်မြတ်လို့ပြီးသားပြောစရာမလိုဘူးနော်သို့တော့ကျမတို့ကိုစီမံအုပ်ချုပ်ပေးနေတဲ့ကျမတို့ပြည်သူလူထုရဲ့တာဝန်ကိုယူပေးမယ်လို့ဆိုထားတဲ့အုပ်ချုပ်သူများကကျမတို့စောင့်ရှောက်တာကိုကျမတို့လူရှိတယ်စောင့်ရှောက်တဲ့အစိုးရများအပေါ်ကျမတို့ကလည်းလေးလေးစားစားလိုက်နာပြီးတော့ရှေ့ရသွားရင်နောက်ကတညီတညွတ်ထဲလိုက်ကြဖို့ကျမတို့ဘာမှမခဲရင်ဘူးမြန်မာပြည်သူပြည်သားတွေဟာဘာမှအထွေအထူးစီးရုံးစရာမရှိဘူးမလိုဘူးမှန်တယ်ထင်ရင်ချက်ချင်းထလုပ်တဲ့လူမျိုးလုတ်ခွင့်သာရှိလုတ်ခွင့်ရှိပြီဆိုတာနဲ့မှန်ပြီထင်တာနဲ့ချက်ချင်းထလုပ်တတ်တယ်ဆိုတာအခုတက်သေးတွေပြနေတာအများကြီးပါကျမဒီရောက်လာတော့ထိုင်မဲ့နေရာလေးကိုဝင်လိုက်တော့စာဆောင်လေးတစ်ဆောင်ကိုကျမရှိမှတိုးမိသွားတယ်အဲ့ဒါနဲ့ကြည့်လိုက်တော့ဒီလိုင်းနဲ့ကျမတော်တော်ဝမ်းသာအားရဖြစ်ပြီးလန့်ပြီးတော့တိုးလိုက်တာအောက်ပြုတ်ကျသွားအဲ့လိုတောင်ဖြစ်သွားပါတယ်နှစ်သက်တာယုံကြည်တာဘယ်သူမှဖုံးကွယ်လို့မရပါဘူးအကြောက်တရားနဲ့သာဖုံးကွယ်ထားတာပါကျမတို့အကြောက်တရားဆိုတာအခုရှိဖို့မလိုတော့ဘူးလို့ထင်ပါတယ်ကျမတို့တောင်ဒီလိုပြောနိုင်ဆိုနိုင်ပြီဆိုရင်နိုင်ငံသူနိုင်ငံသားများလည်းပြောတင်ပြောလိုက်တာကိုပြောနိုင်ဆိုနိုင်ပြီလို့ယုံကြည်ပါကျမတို့ကစပြီးအကြောက်တရားတွေနဲ့ကြီးပြင်းလာတာပါကျမတို့ဘိုးဘေးလက်ထက်ကလည်းအကြောက်တရားတွေနဲ့ကြီးပြင်းလာတာပါအဲ့ဒီအကြောက်တရားတွေမှာကျမတို့ဘယ်ကစလဲဆိုတော့ပြောရမယ်ဆိုရင်ကိုယ်နဲ့ပေါ့ပရိသေခေတ်ကစတယ်ရှင်ဘုရင်နဲ့တိုင်းသူပြည်သားတွေရဲ့ဆက်ဆံရေးရှင်ဘုရင်နဲ့တိုင်းသူပြည်သားတွေရဲ့ဆက်ဆံရေးမှာအာဏာရှင်ဘုရင်တစ်ပါးထဲမှာပဲရှိတယ်မှန်တာမှားတာရှင်ဘုရင်တစ်ယောက်ကပဲဆုံးဖြတ်တယ်နော်တရားတာမတရားတာရှင်ဘုရင်တစ်ယောက်ကပဲဆုံးဖြတ်တယ်ရှင်ဘုရင်ကတတ်စေဆိုရင်ဘလူးမှမငြင်းဘူးသွားအဲ့ဒီလိုရှင်ဘုရင်အာဏာစက်ကြီးမားတဲ့အခါကျတော့ရှင်ဘုရင်ကအားလုံးကကြောက်အဲ့ဒီမှာမင်းမြောင်ကပ္ပတွေကလည်းဘုရင်ဖုံးတော်ဘွဲ့တွေအရန်ဖွဲ့စဉ်းစားကြည့်ပါကျမတို့နောက်ဆုံးမင်းဆက်ပဲပြောပါမယ်အဲ့ဒီနောက်ဆုံးမင်းဆက်ကျမတို့ရဲ့အရှင်နှစ်ပါးပေါ့နော်သီဘောမင်းနဲ့မိဖုရားပါတော်မူသွားတယ်သူတို့ပါတော်မူတာတဲ့ကျမတို့နိုင်ငံကျွန်ဖြစ်သွားတယ်ဘာကြောင့်ဗြိတိရှနေချက်လက်အောက်မှာကျမတို့ကျွန်ဖြစ်ခဲ့တယ်လေပြန်စဉ်းစားကြည့်မယ်ဆိုရင်ကျမတို့ကတင်ယူမှုမရှိဘူးလေ့လာမှုမရှိဘူးနားလည်မှုမရှိဘူးဘဟုတုတနဲပါတယ်သီဘောမင်းနဲ့စုဖျားလက်အရှင်နှစ်ပါးဟာမန္တလေးမြို့ကလွယ်ပြီးရန်ကုန်တောင်မရောက်ဘူးပါဘူးနော်ဗြိတိရှလာသိန်းနဲ့အင်္ဂလိပ်ကကျမတို့နိုင်ငံကြောင်းအကုန်သိတယ်စာတွေကိုဖတ်တယ်မှတ်တမ်းတွေကိုလေ့လာတယ်ဒီမှာတရှိုးတွေကိုလှုပ်ပြီးတော့ဘယ်မှာပါရှိတယ်ဘယ်မှာပါရှိတာစုံစမ်းခိုင်းထားတယ်နှစ်ပေါင်းများစွာတွေအကုန်သိဘယ်နေရာမှာကျွန်းတစ်ထွက်တယ်ဘယ်လောက်ပေါ်တယ်ဘယ်လမ်းကနေဘယ်လိုထုတ်ရင်ဘယ်လိုရမယ်ဘယ်လောက်မြတ်မယ်ဘယ်နေရာမှာဗဏ္ဍများတွင်ရှိတယ်ဘယ်နေရာမှာရွှေတွင်ရှိတယ်ဘယ်နေရာမှာတတ်ထုတွင်ရှိတယ်အင်္ဂလိပ်ကအကုန်သိပါတယ်အဲ့တော့သူတို့ကဝင်လာတယ်ကုံတယ်လိုဘာလိုနဲ့ဝင်လာပြီးဘယင်ကိုလာတွေ့တာလည်းရှိပါတယ်အဲ့ဒီခါမှာတခါအဲ့ဒီကြောင်းလေးတစ်ခုပြောအောင်မယ်တိုက်ဆိုင်သွားလို့ပါမင်းတို့မင်းကြီးကိုလာတွေ့တဲ့နိုင်ငံသားတယောက်အဲ့လိုပဲစီဝါကုံသွဲသမားတယောက်လာတွေ့တယ်သူကပြန်ပြီးစာရေးတော့အဲ့ဒီစာကျမတို့ကဖတ်ရတယ်သူကပြန်ပြီးတော့ရှင်မင်းကြီးကိုဖူးတဲ့အခါကျတော့ရှင်မင်းကြီးကပြောတယ်တဲ့သူကတော့ဘယင်ကြီးကိုစိတ်ချမ်းသာစိတ်တင်းပေါ်တယ်ရင်ကျေးမှုအရာပေါ့ပြောတာပေါ့မြန်မာနိုင်ငံအင်မတန်မှအခုခေတ်စကားနဲ့ဆိုသယံဇာတပေါ်ကျော်ရတယ်ပေါ့အင်မတန်မှရွှေရင်းငွေရင်းပရင်ဒုဋ္ဌာနီလာပရမစသဖြင့်အင်မတန်ဖုံးတော်ကြီးမှတဲ့ဘယင်ကြီးကိုတွေ့ရတာဝမ်းသာပါတယ်ပေါ့သူကဒီလိုပြောတယ်ဘယင်ကြီးကပြောဒါလည်းမကသေးဘူးတဲ့ငါတိုင်းပြည်မှာအင်မတန်ထူးဆန်းတာတွေရှိတယ်တဲ့မင်းကြည့်မလားတဲ့ဘာတွေများထူးဆန်းလဲတဲ့ငါတိုင်းပြည်မိုက်တွင်းဆိုတာရှိတယ်တဲ့မိုက်တွင်းလို့ရေးထားပါတယ်ဘာသာပြန်သူကမိုက်တွင်းဆိုတာရှိတယ်တဲ့အဲ့ဒီမိုက်တွင်းကိုလိုက်ကြည့်မလားတဲ့မူးမတ်တွေလိုက်ပြလိုက်စမ်းတဲ့ဟောသွားတယ်မိုက်တွင်းဆိုတာဘာလဲဘာလို့မိုက်တွင်းလို့ခေါ်တာလဲဆိုတော့အဲ့ဒီတွင်းကခေါင်းငုံကြည့်လိုက်လို့ရှိရင်တဲ့မိုက်ခနဲ့မူးပြီးတော့လဲကျသွားတာမလို့မိုက်တွင်းလို့ခေါ်တာလိုက်သွားကြည့်တယ်ဟုတ်တာပေါ့တခါတည်းကိုတွင်းကနေထဲကိုငုံကြည့်လိုက်တာနဲ့ပဲအထဲတွေကဓာတ်ငွေတွေနဲ့အသက်ရှူကျတ်သွားပြီးတော့သူကမူးခနဲ့မိုက်ခနဲ့တော့တကယ်ဖြစ်သွားတယ်ဒါပေမဲ့အဲ့ဒါကိုထူးဆန်းတယ်လို့ကျမတို့ရဲ့ဘယင်ကြီးကအထူးဆန်းတစ်ခုတွေနဲ့ပြတယ်ဒီထက်ကဓာတ်ငွေတွေကိုဘယ်လိုလုပ်ထုတ်သုံးလဲဆိုတာဒီကောင်သိသွားတယ်အဲ့ဒါလိုဖြစ်ခဲ့ဘူးလေဒါဟိုးတော့က
ဘာမှအပြစ်တင်စရာမလိုဘူးဘာကြောင့်လဲဆိုတော့ပညာရေးဆိုတာလေအဲ့ဒီတော့ကကျမထင်တာတော့နော်ဆရာကြီးဦးညိုမှားရင်တခါတည်းသာပြင်လိုက်အာမနာနဲ့ဟိုတင်းပေါ့ပညာရေးဆိုတာလည်းပဲသူ့ရက်ရွာတွေမှာဟိုဖုံးတော်ကြီးတွေကဆရာတော်ဖုံးတော်ကြီးတွေကမှတက်စေခြင်းနဲ့စေနာနဲ့ရွာကကလေးတွေကိုစပြီးတော့တင်မုံကြီးကစပြီးတော့ဘာညာစတင်ပေးသွားလို့စတက်ခဲ့တဲ့လူများပါတယ်တတ်စာတင်ကြောင်းဆိုတာမရှိပါဘူးအဲ့တော့အဲ့ဒီလိုဖြစ်ခဲ့တဲ့မင်းတို့မင်းကြီးကမိုက်တွင်းလို့ယူဆခဲ့တဲ့ဒီတွင်းကြီးပေါ့နော်ဟိုဓာတ်ငွေတွေရှိတဲ့တွင်းကြီးပေါ့နော်အခုမနစ်တနေ့ကပဲပွင့်ပြူမှာကျင်းတူးရင်းနဲ့လူ၄ယောက်တပြိုင်နဲ့သေသွားတယ်ကျမတို့ဘလောက်ဘဟုတုတနဲသွားလဲဆိုတာဒီတွင်းထဲမှာတွင်းဆိုတာနဲ့ရင်ဒီလိုဓာတ်ငွေတွေရှိတတ်တယ်ဒါဟုတ်လားမိအရင်ပြစ်ချပြီးတော့အရင်ရှင်းရတယ်ဘာညာဆိုတဲ့အသေးစားတော်တော်များများသိထားတဲ့ဘဟုတုတလေးတောင်မှအဲ့ဒီလူစုလူအုပ်အဲ့ဒီလူအုပ်စုလေးကမသိရှာကြလို့အဲ့လိုဖြစ်ရတာပေါ့ဘယ်သေးခြင်းမှမလဲသူတို့လဲဇွတ်တီကိုလောက်တာမသိကိုမသိလို့အဲ့လိုကျင်းတူးရင်းနဲ့ကျင်းထဲကိုဆင်းပြီးတော့ကျင်းဆယ်ရင်းနဲ့အညစ်အကြေးကျင်းကိုဆယ်ရင်းနဲ့လေးလောင်းကြိုင်သေသွားတာအဲ့ဒါဒီခေတ်ကြီးမှာဖြစ်ရတယ်ဆိုတာအင်မတန်အံ့ဩစရာကောင်းတဲ့ကိစ္စအင်မတန်ကြေကွဲယူကြုံမရဖြစ်ဖို့ကောင်းတဲ့ကိစ္စပါအဲ့တော့ကျမတို့သင်ယူရမယ်ဆိုတာအဲ့ဒါတွေပါတတ်တဲ့သိတဲ့လူတွေကလည်းမသိတဲ့လူတွေတဆင့်သင်ပေးရပါမယ်ဒီလိုကိစ္စလေးမျိုးအစပေါ့နောက်တစ်ခုကကျမတို့ဘာမဆိုစိတ်ဆက်မှတ်စုမတန်းနဲ့နိုင်ငံတကာကလူများလို့တော်တော်များများကိုသိတဲ့သိနေအောင်စူးစမ်းဖို့လိုပါတယ်သင်ယူရဲဆိုတာကြောင်းတက်စာသင်ဘွဲ့ရလက်မှတ်ရဒါမျိုးကြည့်ပဲပြောတာမဟုတ်ပါဘူးသိနိုင်တဲ့လောက်သိအောင်ကိုယ့်အနေထားကနေပြီးတော့ကိုယ်သင်ယူဖို့ပြောပြတာပါအဲ့တော့သတင်းစာဖတ်ပါဂျာနယ်ဖတ်ပါစာမဖတ်နိုင်သေးဘူးဆိုရင်ဒီနေ့လူမှုဝေယဝစ္စတွေများလွန်းတဲ့ကာလမှာစာအုပ်အချိန်ပေးမဖတ်နိုင်ကြပါဘူးဆိုတာကျွန်မလည်းအသင့်အတင့်နားလည်ပါတယ်ဒါပေမဲ့အချိန်တွေပိုးနေတဲ့လူကြီးလူငယ်များလည်းရှိကောင်းရှိမှာပါအချိန်တွေပိုတဲ့အခါမှာစာအုပ်စာပေများကိုဖတ်ကြည့်ပါရတစာပေမဖတ်နိုင်သေးဘူးဆိုရင်မဖတ်ပြစ်သေးဘူးဆိုရင်သတင်းစာဂျာနယ်လောက်တော့ဖတ်ကြည့်ပါဘာဖြစ်နေသလဲဆိုတာသူများသိသလိုသိအောင်လုပ်ပါအဲ့ဒါလို့သိမှကျမတို့ကသူများနဲ့ဒန်းတူရီသူပခုံးချင်းရှင်ပြီးတော့ခေါင်းမငုံပဲခေါင်းမော့ထားနိုင်တဲ့လူမျိုးတွေဖြစ်မှာပါအဲ့ဒါကြောင့်ကျမတို့ကောင်းရင်ကိုကြောပေးမထားတော့ခေါင်းမော့ပြီးလမ်းလျှောက်နိုင်တော့နိုင်ငံသူနိုင်ငံသားများဖြစ်အောင်စာဖတ်ရင်လေ့လာရင်တဆင့်တဆင့်သင်ကြားရင်သင်ယူရင်ပြန်လဲသင်ပြရင်နဲ့ကိုယ့်အရေးချင်းကိုကိုတိဆောက်ပြီးတော့ဆက်လက်ပြင့်တင်ပြီးတော့အဲ့ဒီအချိန်မှာဇရိတဆိုတာလဲအထူးပြောစရာမလိုတဲ့ကိစ္စမျိုးဖြစ်ပါလိမ့်မယ်မှန်ကန်တဲ့စကားကိုပြောရင်ဒါဒီတစ်ခုဟာကျမတို့ကိုချင်းသီလအခြေခံနော်အခြေခံ၅ပါးသီလတွေကတစ်ပါးပါအဲ့ဒီတစ်ပါးကိုတိဆောက်နိုင်ရင်မဆိုးပါဘူး၅ပါးတွေကတစ်ပါးရှင်ဆရာဥဒုခတောင်တစ်ပါးသီလလို့ပြောခဲ့တာပါပဲအဲ့တော့ကျမတို့မုဒ္ဒဝါဒပေါ့ဝေဒမတိသိက္ခာပဒံတမာရိယာမိလိန်လေလေပြစကားပြောဆိုခြင်းမှာရှောင်ကြပါ၏ဒါကိုပြောင်းပြန်လှန်လိုက်မလိန်နဲ့ဆိုရင်ဒါမှန်တာပြောတာပေါ့မှန်တာပြောဖို့ပါအဲ့ဒီမှန်တာပြောတဲ့ဆိုတဲ့နေရာမှာကျမတို့ဘက်ကစီကံလေးရှိထားမယ်ဆိုရင်ကျမတို့ထောင်မကြနိုင်ဘူးကျမအဲ့ဒါလေးကိုနားမလဲခဲ့လို့ထောင်ကြတာပါအဲ့တော့အဲ့ဒါလေးတခုတော့နောက်ဆုံးအနေနဲ့ပြောခဲ့ပါမယ်မှန်တာပြောပါရဲရင်ပြောပါမှန်တာကိုတွေးပြီးတော့ရဲရင်ပြောတတ်ပါစေဆွေးနွေးပါသင်ယူပါသင်ကြားပါသင်ပြပါနော်အဲ့တော့အဲ့ဒီမှန်တာပြောတဲ့နေရာမှာတော့တဲ့ဘုရားရှင်ဆုံးမထားတဲ့စကားလေးရှိပါတယ်မှန်တာပြောပါရိုးရိုးသားသားပြောပါမှန်တဲ့စကားကိုရိုးသားတဲ့ရည်ရွယ်ချက်နဲ့ပြောပါမရိုးသားတဲ့ရည်ရွယ်ချက်နဲ့မပြောပါနဲ့ဒါဗုဒ္ဓမြတ်စွာဘုရားရှင်ကဆုံးမတဲ့အဆုံးအမပါဆရာတော်များသိပြီးသားပါမှန်တာကိုရိုးသားတဲ့ရည်ရွယ်ချက်နဲ့ပြောပါရင်းရင်ကြည်ကြည်ပြောပါမှန်တဲ့စကားကိုရိုးသားတဲ့ရည်ရွယ်ချက်ရှိပေမဲ့ရိုင်းပြရင့်သီးတဲ့စကားလုံးမျိုးနဲ့မပြောပါနဲ့နော်နောက်တစ်ခါအဲ့ဒီမှန်တာကိုပဲရိုးသားတဲ့ရည်ရွယ်ချက်နဲ့ရင်းရင်ကြည်ကြည်ပြောတော့လေတစ်ဖက်သားနော်ဝင်ဆန့်မဲ့အကြောင်းအရာကိုမှပြောပါတဲ့တစ်ဖက်သားနားမှာမဝင်ဆန့်မဲ့အကြောင်းဆိုရင်မပြောဘဲနေလိုက်ပါမှန်တဲ့စကားကိုပဲအဲ့ဒီနောက်မှန်တာကိုရိုးသားသောရည်ရွယ်ချက်နဲ့ရင်းရင်ကြည်ကြည်တ
တစ်ဖက်သားနားဝင်ဆန့်တဲ့အကြောင်းအရာကိုပြောမှဖြစ်ပေမဲ့အချင်းချင်းချစ်ခင်ညီညွတ်မှုကိုမပြိုကွဲစေမဲ့စကားကိုပဲပြောပါအဲ့ဒါတိတ်အရေးကြီးပါတယ်ချစ်ခင်ညီညွတ်မှုကိုတိဆောက်ရမယ်ဒီနေ့ကာလာမျိုးမှာချစ်ခင်ညီညွတ်မှုကိုပြိုကွဲစေမဲ့စကားဟာစကားမျိုးဖြစ်တယ်ဆိုရင်မှန်ပေမဲ့မပြောပါနဲ့ခဏမျိုးချထားလိုက်ပါကျမတို့မျိုးချခဲ့ရည်နှစ်ပေါင်းကြာခဲ့ပါပြီနော်မျိုးချလိုက်ပါအချင်းချင်းချစ်ခင်ညီညွတ်မှုနဲ့ညီညွတ်ရေးကိုတိဆောက်ဖို့လိုပါတယ်ကျမပြောချင်တာကအခုကျမတို့နိုင်ငံသူနိုင်ငံသားများနော်ငြိမ်းငြိမ်းချမ်းချမ်းနဲ့စိမ့်လန်းသောပတ်ဝန်းကျင်ကိုတိဆောက်နေတဲ့အချိန်မှာငြိမ်းချမ်းနေဆိုတာကျမဟိုကရင်ပြည်နယ်သွားခဲ့တော့ကရင်ပြည်နယ်ကဟလာဝိဝါဒကွဲပြားပြီးတော့လက်နက်ကင်သဘုံထနေတဲ့သဘုံအဖွဲ့နဲ့အစိုးရနဲ့ငြိမ်းချမ်းရေးတိဆောက်ပြီးတော့ဆွေးနွေးနေကြတဲ့သတင်းတွေကိုကျမဒီကသိသွားတယ်သိသွားတော့ဟိုမှာဆွေးနွေးတော့ဟိုကလူတွေကတော်တော်ကိုစိတ်ချမ်းသာကြတယ်တယောက်နဲ့တယောက်သဘောထားကြီးကြီးနဲ့အဲ့ဒါလို့ဆွေးနွေးတဲ့အခါကျတော့ဘာပဲပြောပြောပြိပက္ခဆိုတာမရှိပဲငြိမ်းချမ်းတယ်ကျမထင်ပါတယ်ကရင်ပြည်နယ်ကငြိမ်းချမ်းပါပြီမကြခင်ငြိမ်းချမ်းပါပြီခက်တာကကချင်မှာတော့နည်းနည်းအခက်အခဲရှိမယ်လို့ထင်ပါတယ်ဒါလည်းပဲဒီသဘောထားကြီးမှုနားလည်မှုနဲ့ပဲတိဆောက်ပြီးတော့ငြိမ်းချမ်းမှုကိုယူသွားမှာပါဘာပဲပြောပြောကျမတို့ငြိမ်းချမ်းကြပါပြီရန်ငွေတွေမဝေဘဲနဲ့ငြိမ်းချမ်းမယ်ဆိုပါရင်ကျမတို့အဲ့ဒီငြိမ်းချမ်းတဲ့မြေပြင်ပေါ်မှာတစ်ပင်ပန်းမှန်နေလဲစိမ့်လန်းလို့မို့အင်မတန်ပျော်ရွှင်ပွဲဖြစ်မှာပါတစ်ပင်ပန်းမှန်နေစိမ့်လန်းနေတဲ့ငြိမ်းချမ်းသောမြေပြင်ရဲ့ကောင်းကင်ဟာပြလွင်နေမှာပါအဲ့ဒီပြလွင်တဲ့ကောင်းကင်ကိုမော်ကြည့်ရင်းနဲ့ကျမတို့အလုတ်လို့ရမှာတိုးတက်ဖို့အတွက်ကြိုးစားရမှာတွေဟာတစခွန်အားတွေဖြစ်ပြီးတော့ကျမတို့ရှင်သန်ရကြိုးနှက်မှာပါလူအဖြစ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့လူဘဝရဲ့အနှစ်သာရကိုအပြည့်အဝခံစားနိုင်ကြမှာပါလူတာဝန်ကိုလည်းကြေပြွန်တဲ့လူသားတွေဖြစ်ကြမှာပါအဲ့ဒါကြောင့်ကျမတို့ကောင်းကင်ကြီးကိုမော်ကြည့်နိုင်တဲ့ตาရသောကောင်းကင်ကြီးကိုမော်ကြည့်နိုင်တဲ့လူသားတွေဖြစ်အောင်စိမ့်လန်းသောငြိမ်းချမ်းသောကျမတို့နိုင်ငံတော်ကိုတိဆောက်ရမှာအားလုံးတညီတညွတ်ပါဝင်ကြမယ်လို့မျှော်လင့်ယုံကြည်တဲ့အကြောင်းပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ကျေးဇူးတင်ပါတယ်ဆရာမီကိုစာမက်ဆေ့ချ်တို့မှပေးရမှာဖြစ်